Dila dani dani daino adisowa yugandari Madaram bambugangadawa dada binyaya dezada Abhidhamagata megandewanam dambavodayi Marizadaga mulami binlong yuzana ngaze awon yuzana daya Seimbya zobye nya yang wedi nabye demen ben lagade ben yenai Mandu gabala namage dila dandi Mandu gabala amye yado mya jaw phya the nai Mandu gabala namage dila dandi alayan yuzana 60 anan yuzana 50 dinde yang lian khong yang pama Kabala nunu mya bandu nai Tata luna vyama tatawaru isaya daso pshito mudo pyashin kuro mya jidi Yugandari yugando down take night Adi so wadade sandi lulengedo Tani they no pyang shin win yang shin lin laye Tadin dong will yo sandi romubi di shido Tata binyaya dizaya shidamya singa omajandagati nainde Adibadi adaye layanda binjuda shunyando myajipshin Madaram yamudam umagajudi Jesu ashim vedamigim bhigere mero dandokti danatago Mamugan katawa aji amu uzi abhigo dendi bhiyue Dewana sajawala bang daitadang maka nyang kala nabya marua Abhidhamagata megan Kudala dhamma akudala dhamma Abhyagata dhamma asabhyadi Abhidhamma dedana romya jigo Tambavodayi Tanshintaya tida alwe Nabwe dane bhayo bhayekin laye Lone beden tinga ko tan shipo pyin Jwe ja nyin le asin e ao Yin jwe ho jaro muge ba be thati Yandi tadanaro 2552ခုကောဇာတက္ကရာ1380ပြည့်နှစ်တဇောင်မုံလပြည့်ကျော်3ရက်နေ့ညချမ်းကာလ8နာရီချိန်မှစတင်၍မန္တလေးမြို့အောင်မြေသာဇံမြို့နယ်အကွက်145မေဃဂီရိရပ်ကွက်အမတော်ဝင်အတွင်းရှိဘုရားငါးစုဓမ္မယုံဗုဒ္ဓပူဇနိယပွဲတော်အကျိုးဖြစ်ဖြင့်ဆင်ရင်ကျင့်ပအပ်သည့်ဓမ္မသဘင်ကြီးရဲ့တတိယမြောက်ညမှာဓမ္မဒါနကောင်းမှုကုသိုလ်ရှင်ကွယ်လွန်သူဒကာကြီးဦးကျော်ညွန့်အားရည်စူး၍ဒါယိကမကြီးဒေါ်အေးကြည်ရွှေညီနောင်ကာဘော်ဒီလုပ်ငန်းသာသမီမြေတစုတို့ပေါင်းစုပူဇော်အပ်သည့်ဓမ္မဒါနဓမ္မပူဇာတဲ့ဒီဓမ္မဒါနကောင်းမှုကုသိုလ်ရှင်များနှင့်ဦးဇင်းတို့ဒီပရိသတ်များဒီပလင်မှာဆုံးနာတာဟာ6နှစ်မြောက်ဖြစ်ပါတယ်ဒီ6နှစ်မြောက်မှာထူးထူးခြားခြားမဟာမုနိဗုဒ္ဓရုပ်ပွားရှင်သူတော်တရားနာလာကြတဲ့ဓမ္မပရိသတ်များမဲစနစ်ဖြင့်မဲချပြီးမှလှူဒန်းပူဇော်တာဒီနှစ်တာထူးခြားမှုဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ဓမ္မပိတ္တတို့ကိုးကွယ်ရှိကံနေတဲ့အခုဒီဗုဒ္ဓမြတ်စွာတတ်တော်ထင်ရှားရှိစဉ်တုန်းကအင်မတန်ကြီးညိုဝဲရာဖြစ်တဲ့ဗုဒ္ဓမြတ်စွာရဲ့တကုဂုံတွေနဲ့ပတ်သက်တဲ့တရားကိုဟောမယ်လို့ဦးဇင်းစဉ်းစားလာခဲ့တယ်အခုဗုဒ္ဓရုပ်ပွားတော်ကိုထူးထူးခြားခြားဓမ္မပရိသတ်များအားမဲစနစ်ဖြင့်မဲချပြီးမှ
လူတန်းပူဇော်ပြီးကုသိုလ်တရားတိုးပွားစေတာဒီထူးခြားတဲ့အလှဗုဒ္ဓပူဇာကိုအကြောင်းပြုလို့ဗုဒ္ဓဂုဏ်တွေဗုဒ္ဓရဲ့တကူဂုဏ်တွေကြည်ညိုနိုင်ကြစေဖို့ဓမ္မပဒပါဠိအထာဂတမှာလာရှိသည့်ဒေဝရောဟဏဝတ္ထုကိုထုတ်နှုတ်လိုက်ပါတယ်မှတ်မိလွယ်အောင်တရားကောင်းစဉ်လေးပေးထားတာကအမိနိုဘိုးကျေသောနေပေသာကြီးတို့ဗာတရားအမိနိုဘိုးကျေသောနေဗုဒ္ဓမြတ်စွာတာဝရိန္ဒာနတ်ပြည်တက်ပြီးတော့မေရောမာယာဘွားကသုတိတေလွန်သွားပြီးဒုတိတနတ်ပြည်မှာနတ်သားသွားဖြစ်တဲ့မေရောမိနတ်သားမေရောတန်ဒုတိတနတ်သားအားအဘိဓမ္မာတရားနဲ့ကျေးဇူးဆက်တဲ့အခန်းအမှန်တန်ကြည်ညိုဝဲရတကူဂုံတွေပါတဲ့ဒီဒေသနာကိုမှတ်မိလွယ်အောင်ခေါင်းစဉ်ပေးလိုက်တာအမိနိုဘိုးကျေသောနေဘာတရားတဲ့တတ္ထလောနဗြဟ္မတတ္တဝါရုဤဇယတဆိုဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးသည်တခိဏပါဒံလက်ရခြေတော်ကိုဥက္ခိဘိတဝါမြောက်ခြေတော်မူသည်ဖြစ်၍ယုဂန္တရမတ္တကိယုဂန္တောတောင်ထိပ်၌ထပိတဝါချထားတော်မူသည်ဖြစ်၍ဣဒရံပါဒံဣမတဘသောလက်ဝဲခြေတော်ကိုဥက္ခိဘိတဝါမြောက်ခြေတော်မူပြီးလျင်တိနေရုမထကေယူဇနာ8,400အမြင့်ဆောင်သည့်မြင့်မိုးတောင်ထိပ်၌ထပေတိကောင်းစွာမသွေကြွလှမ်းသောအပြင်ချထားတော်မူလိုက်ပါပေတည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး9ဝါမြောက်ပါသာဝတိပြည်တဲ့ကန္တံပအမိရတဲ့တရက်ပင်ရဲ့အနီးမှာတိတ်တိတို့ကိုအကြောင်းပြုပြီးမှရေမီအစုံတကုဂုံကြီးပြခဲ့ပါတယ်တိတ်တိတို့နဲ့မြတ်စွာဘုရားနဲ့တကုပြိုင်နေဒိဋ္ဌိတွေနဲ့မြတ်စွာဘုရားနဲ့ဘာပြိုင်ပါလဲတကုပြိုင်ဖို့ရာဖြစ်ပေါ်လာတဲ့အကြောင်းကအဲ့ဒီတော့ရာဇဂိုမြို့မှာတတိတယောက်ရှိပါတယ်ရာဇဂိုတတိသူနေဝတမ္မာဒိဋ္ဌိတမ္မာဒိဋ္ဌိဗုဒ္ဓဘာသာဝင်လည်းမဟုတ်ဘူးနမိစ္ဆာဒိဋ္ဌိအခြားဒိဋ္ဌိတက္ကတွန်းမိစ္ဆာဒိဋ္ဌိများကိုကိုးကွယ်တဲ့အခြားဘာသာဝင်လည်းမဟုတ်ဘူးဘာသာမဲ့တတိအဲ့ဒီတတိရဲ့တနေ့မှာသူ့ရဲ့အချွေရံနေနဲ့တကွဂင်္ဂာမြစ်သူရေကစားဆင်းရေချိုးဆင်းတော့ဘာတွေ့တယ်လဲဆိုဂင်္ဂာမြစ်ထဲမှာစန္ဒဂုဏီတုံကြီးမျောလာတန်တဂုဏီတုံကြီးမျောလာတာဆယ်ပြီးတော့မှသူစဉ်းစားတယ်တထေးဆိုတော့ဩငါအိမ်မှာလေစန္ဒဂုနန္တာပေါ်တယ်ဒီစန္ဒဂုဏီတုံကြီးကိုငါဘာလို့ရရင်ကောင်းမလဲစဉ်းစားဖြတ်ခနဲ့ဆိုသူခေါင်းထဲမှာအကြံပေါ်လာဟုတ်ပြီတဲ့လောကကြီးမှာယန္တာနဲ့ကိုကြွေးကြော်ပြီးလှည့်လည်နေတဲ့ပုဂ္ဂိုလ်တွေများလွန်လှတယ်ငါကိုယ်တိုင်လဲယန္တာပုဂ္ဂိုလ်တစ်ခါမှမတွေ့မဖူးရဘူးတဲ့ဒီတော့ဒီစန္ဒကုနန္တာဒုံကြီးကိုတပိတ်ပုတ်ပြီးမှတပိတ်အိတ်ထဲထက်အတောင်60မြင့်တယ်ဝါလုံးနေချိတ်ပြီးမှအဲ့ဒီတောင်60မြင့်တဲ့အရမှာချိတ်ဆွဲပြီးတော့မှယဟန္တာရှိမရှိငါစမ်းတတ်မယ်ဆိုပြီးမှတန်တကူနေတုံးကြီးကိုတပိတ်ပုတ်လိုက်ပါတယ်တပိတ်ပြုတ်လို့ပြီးမှအဲ့တပိတ်အိတ်ထဲထက်သူ့အိမ်ရှိပါ
ဝါလုံးနေဆက်ပြီးမှအတောင်60မြင့်တဲ့အရတိုင်အောင်အဲဒီသန္တာကုသပိတ်ချိတ်ပြီးမှသူကကြွေးကြော်လိုက်တယ်တော့ကကြီးမှာယန္တာပုဂ္ဂိုလ်တကယ်ရှိတဲ့ဆိုရင်ဒီအတောင်60မြင့်နဲ့ဝါလုံးထိတ်မှာချိတ်ထားတဲ့သန္တာကုသပိတ်ကိုဇံပြန်ယူစေဇံပြန်ယူနိုင်သောယန္တာပုဂ္ဂိုလ်အားတာမယနဲ့တကွကိုးကွယ်မယ်ကြွေးကြော်လိုက်တာဒီတဲ့ရင်တိဋ္ဌိဆရာကြီးတွေစီရောက်သွားတယ်တိဋ္ဌိဆရာကြီးတွေစီရောက်သွားတိဋ္ဌိဆရာကြီးတွေပုရဏကတ္တပရောမက္ခလိခောတာလရောအဇိဒကေသကံပလပကုဒ္ဒကိစ္ဆာနသင်္ဆယဗေလရပုဒ္ဒစတဲ့တိဋ္ဌိဆရာကြီးတွေတနေ့တယောက်တပိအချံရများနဲ့တကွလာပြီးမှတထေထံကိုစန္ဒဟုတပိတ်အလူခံလာတထေတဲ့ဒီစန္ဒဟုတပိတ်ကငါတို့နဲ့တင့်တော်ပါလေတဲ့ငါတို့ကိုလှူပါတယ်တိဋ္ဌိဆရာကြီးတယောက်ကပထမဆုံးရဲ့အလူလာခံတထေကဘာပြောလဲဆိုယူနိုင်ရင်ဇံပြန်ကြွပြီးယူပါတဲ့ဇံပြန်ကြွပြီးယူနိုင်ရင်တာမယနဲ့တကွကိုးကွယ်ပါမယ်စိတ်ကပ်ပါမယ်ဒီသပိတ်လည်းလှူပါမယ်တဲ့ဒီအတိုင်းတော့မလှူနိုင်ဘူးတဲ့တိဋ္ဌိတွေကဘိသကြီးဇံပြန်နိုင်ရဲ့လားဇံမပြန်နိုင်ကြလက်လျှော့ပြီးတော့ပြန်သွားတာနောက်တရက်ကျတခါတိဋ္ဌိကောင်းဆောင်ဆရာကြီးတယောက်ကသူတပည့်တွေနဲ့လာပြန်ရောရှင်းနေတိုင်းအလူခံတာတတိယလည်းသူကကြွေးကြော့ထားတဲ့အတိုင်းပဲဇံပြန်မယူနိုင်မဲနဲ့တော့ဒီစံတကုတ္တမလူနိုင်ဘူးတဲ့ယူနိုင်ရင်ဇံပြန်ယူပါတဲ့ဒိဋ္ဌိဆရာကြီးတနေ့တယောက်လာရောက်ပြီးမှအလူခံတာတတိကလှူရဲ့လားမလူသူကယန္တာရှိမရှိဇံပြန်နိုင်တဲ့ယန္တာကိုသူကသိကျင်လို့စမ်းတတ်တာအဲ့ဒီမှာ6ယောက်မြောက်နောက်ဆုံးတိဋ္ဌိဆရာကြီးကတော့အလူခံမလာခင်မှာသူကသူ့တပည့်တွေနဲ့တီးလုံးကြိုက်လာတာတပည့်တို့တဲ့ငါကြားတယ်တဲ့ရှေးတော့အလူခံတဲ့ပုဂ္ဂိုလ်တွေတော့ဇံပြန်ယူနိုင်မှလို့ပြောတယ်ငါကြားတယ်တဲ့အဲ့တော့ဟိုရောက်လို့ရှိရင်တထေးစီကအစတော့သားတကြီးအလူခံတာပေါ့ကွယ်တဲ့အလူခံလို့မရဇံပြန်မှဆိုရင်ငါကခြေမြောက်လက်မြောက်ဇံပြန်တဲ့ဟန်လုပ်မယ်တဲ့အဲ့ကြရင်မင်းတို့ကငါ့ကိုဆွဲထားကြတဲ့တီးလုံးကြိုက်လာတာနောက်ဆုံးဒိဋ္ဌိဆရာကြီးကတီးလုံးကြိုက်ပြီးသွားအလူခံရာဇဂတထေးအိမ်ရောက်တထေးတဲ့ဒီသန္တကုတပိတ်ဟာငါတို့နဲ့တင့်တော်ပါလေတဲ့ငါတို့ကိုလှူပါတထေးကမလှူနိုင်ဘူးတဲ့ဇံပြန်ကြွပြီးယူနိုင်ယူပါတဲ့ဆိုအဲ့ပါဧကွဲတဲ့ဇံပြန်တာကြည့်လို့ကလည်းဒါဖြစ်နေဇံပြန်ယူရတာပဆိုပြီးမှတထေးဟန်နဲ့ပန်နဲ့အဲ့မှာခြေတစ်ဖက်မြောက်လက်နှစ်ဖက်မြောက်ပြီးဇံပြန်မဲ့ပုံလုပ်တာအဲ့ဒီခါမှာတီးလုံးကြိုက်ထားတဲ့ဘေးရတစ်ဖက်တွေကဆရာကြီးဘာလုပ်မလို့လဲဆရာကြီးရဲ့ဇံမပြန်မှနဲ့ဘယ်နဲ့ဘာမုတ်တဲ့ဒီစံတကူသပိတ်လောက်ကလေးအတွက်နဲ့ဖုံးလွှမ်းအပ်တဲ့ရဟန္တာတို့ရဲ့ဂုံဖြစ်တဲ့တကူမပြပါနဲ့ဆရာကြီးလက်တွေခြေတွေဆွဲထားတယ်ဟန်လုတ်တာအဲ့မှာဒိဋ္ဌိဆရာကြီးကဘာပြောလဲဆိုတော့တထေးတဲ့မြင်တဲ့အတိုင်းပဲတဲ့ငါဇံပြန်ပြီးယူမလို့တဲ့တင့်ရဲ့စံတကူသပိတ်ကိုတဲ့ငါတပိတ်တွေကဘာမုတ်တဲ့စံတကူသပိတ်အတွက်နဲ့ဇံပြန်ပြီးတော့ပြတာသူတို့ကသဘောမတူဘူးတဲ့အဲ့တော့တထေးရတဲ့ဇံပြန်လာလဲကြည်ခြင်းမနေပါနဲ့စံတကူသပိတ်တို့လှူပါတယ်သူကအလူခံမရဘူးရာဇဝတထေးရလဲမလူနိုင်မှုတဲ့ဒီတိုင်းကတော့ကြေညာထားတဲ့အတိုင်းဇံပြန်ကြွယူပါတဲ့ပြောတော့ဒိဋ္ဌိတွေကဇံပြန်နိုင်ရဲ့လားမပြန်နိုင်တော့ဇံတကူသပိတ်ရရဲ့လားဘယ်တော့မှကတ်တက်ပြီးအလူခံတော့မရတော့လက်လျှော့ပြန်သွားရော9ရက်မြောက်ရောက်လာတယ်ပေသားကြီးဘယ်နှစ်ရက်မြောက်ရောက်9ရက်မြောက်မနဲ့ခင်းမှာ9ရက်မြောက်မနဲ့ခင်းမှာရာဇယိုမြို့တကားအပြင်ဘက်နာကြောက်ချာကြီးရှိတယ်အဲကြောက်ချာကြီးပေါ်မှာ3ကောင်လောက်ရှိတယ်ကြောက်ချာအဝိုင်းကြီးအဲကြောက်ချာကြီးပေါ်မှာတကူကြီးတဲ့အရှင်မောက္ကလံကိုတော်ကြီးရေအရှင်ပိန်တော်လာဘာရတွာစရန္တာကိုတော်ရေဒီနှစ်ပါး
တင်ငန်းယုံနေတာမြို့ရဲဆွမ်းကန်ဝင်ဖို့ဆိုပြီးတင်ငန်းယုံနေကြတုံးမှာမြို့ရဲကနေအရက်သမား2ယောက်အဲ့ဒီတကားထွက်လာတာအရက်သမား2ယောက်ကဘာပြောလို့ဆိုဟဲ့ကောင်တဲ့မင်းတရင်တွေကြားရလားတဲ့ဘာလို့กว่าတဲ့အိုမင်းရသသူတတိယဇန်တကူတပိဝါအတောင်60မြင့်တဲ့အရက်ချိတ်ပြီးတော့ယန္နာပုဂ္ဂိုလ်ရှိရင်ဇံပြန်ယူပါလို့ကြွေးကြော်ထားတာဒီနေ့ဆို9ရက်မြောက်တောင်ရှိပြီกว่าတဲ့ဘယ်ပုဂ္ဂိုလ်မှလည်းဇံပြန်ကြွတာတို့မတွေ့ရဘူးတဲ့လောကကြီးမှာကိုယန္နာဆိုကြွေးကြော်ပြီးမှလှက်ပတ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေများတယ်กว่าတဲ့ဒီနေ့တော့ဖြင့်กว่าတဲ့ယန္တာလောကကြီးမှာတကယ်မရှိဘူးဆိုတော့တို့သိရတာပဲกว่าတဲ့ဘူယူနဲ့ပြောကြတာကျော်ကမှန်းကြည့်တယ်ဒီနှစ်ယောက်ကလည်းမိုးမလင်းခင်ကတောက်တဲ့အရက်သမားတွေလာပဲလို့ဆွမ်းကန်ကြီးကြီးပေးတဲ့ကြီးမနဲ့စာကြီးမိုးပြီးတော့မှလောကကြီးမှာတဲ့ညာနာဆိုတကယ်မရှိပါဘူးกว่าတဲ့ပြောအရှင်မောက္ကလံကြားတယ်ငါရှင်ပိန်တော်လားတဲ့အရက်သမားတွေပြောနေကြားတယ်မို့လားတဲ့မှန်မှကြားပါတယ်ဗျာတဲ့ဒုသာသနာကိုစူးစမ်းလို့တဲ့စမ်းတတ်လို့တဲ့သဘောနဲ့ပြောနေတယ်တဲ့ငါရှင်တကူကြီးသားပဲတဲ့အဲ့ဒီဇန်တကူတပိဇန်ပြန်ပြီးသွားယူလိုက်ပါလားတဲ့ရှင်မောက္ကလံကပြောတော့အရှင်ပိန်တော်လာကိုတော်ကအိုးတဲ့ဖယားအောက်မှာကိုတော်ကတကူအကြီးဆုံးပါတဲ့အရှင်ဖယားမယူဘူးပါဆိုရင်တော့တပည့်တော်သွားယူလိုက်မယ်လေတဲ့ငါရှင်သွားယူလိုက်ပါတဲ့ရှင်မောက္ကလံပြောတော့အဲ့ဒီမှာအရှင်ပိန်တော်လာပါရဒွါစာဇံဝင်စားတဲ့ပြီးမှ3 ကဦးလောက်ရှိတယ်ကျုပ်ဖြာကြီးခြေဘဝနဲ့ကပ်ပြီးမှလဲဝါကွမ်းလို့ပေါ့ပန်းစွာနဲ့ရာဇဂိုမြို့ကောင်းကင်ရံပြန်တက်သွားတယ်ကျုပ်ဖြာကြီးနဲ့တကွပြန်တက်သွားတယ်အဲ့မှာ3 ကဦးလောက်ရှိကျုပ်ဖြာကြီးနဲ့ရာဇဂိုမြို့ပေါ်မှာကောင်းကင်9 ပတ်ပတ်လိုက်တာ9 ပတ်ပတ်လိုက်မြို့သူမြို့သားတွေဟာအော်မော့ကြည့်ဟာကျုပ်ဖြာကြီးကောင်းကင်ပြန်နေတယ်ဟေးဆိုအုပ်ကျဖြစ်သွားတမျိုးလုံးအဲ့မှာလူတွေကအသင့်သွားပြီဆိုတဲ့ခါကျမှရှင်ပိန်တော်လာကိုတော့ငါအားလူတို့ကိုထင်ရှားမြင်စေဆိုပြီးမှကြောက်ဖြာကြီးခွဲတကူနဲ့ပြတယ်ဟာအရှင်ပိန်တော်လာဘာရဒွါစကိုတော်ကြီးပါလားဟေးတဲ့အော်ဖို့ကောင်းတယ်တကူကြီးတဲ့ကိုတော်ကြီးပဲအော်ပြီးတော့မှမော်ဖုတ်ပြီးတော့မှအုပ်ကျဖြစ်နေကြတယ်တချို့ကလည်းစိုးရင်ပြီးတော့အရှင်ဘုရားပိန်တော်လာအရှင်ဘုရားကြောက်ဖြာကြီးကိုကောင်းမွန်စွာသဲဆောင်ပါဗျာတပည့်တော်တို့ပေါ်ပြုတ်ကြကုန်ပါမယ်ဗျာတချို့ကလည်းစိုးရင်စိတ်နဲ့လှမ်းអော်ကြတယ်ကောင်းကင်အဲကြတော့အရှင်ပိန်တော်လာကိုတော်ကအတာလေးကြောက်ဖြာကြီးခြေမာလေးနဲ့တို့ထဲတာလဲဝါကွမ်းလို့ပြန်တန်းသွားပြီးတော့နဂိုမူရင်းနေရာပြန်ကျသွားတယ်အဲ့ဒီနောက်မှာရှင်ပိန်တော်လာကိုတော်ကစံတကူတပိတ်ချိတ်ထားတဲ့ရာဇဂိုတတိရဲ့အိမ်ရှိကောင်းကင်မှာမတ်တရက်ခြေစုံရက်နေတာကောင်းကင်မှာရက်နေတာအဲ့ကြတော့တတိယအာသင့်သွားတယ်ဟာလောကကြီးမှာယန္တာတကယ်ရှိတာပဲအရှင်ဘုရားပိန်တော်လာပါရဒွါစဆင်းသက်တော်မူပါဗျာကြည်ညိုလွန်းလို့ဆင်းသက်တော်မူဖျားဆိုအဲ့မှာလျှောက်ထားတော့ရှင်ပိန်တော်လာဆင်းသက်အဲ့စံတကူနီတပိတ်ကိုချပြီးမှစတုမတူတွေအပြစ်ထက်လှူတာဒါပြီးတော့မြတ်တာမယနဲ့တော့ကစိကကိုးကွယ်ပါ၏ဗျာလို့ဆိုပြီးမှအာရဝန္တာကိုးကွယ်တချို့အလုတ်ကိစ္စနဲ့အပြင်ရောက်နေကြတယ်ဒကာမတွေကတကူပြပြီးတော့ကြောက်ဖြာနဲ့ဇံပြန်တာမမြင်လိုက်ကြရတဲ့ဒကာမတွေကအဲ့မှာတဆင်စကားတဆင်သာကြားပြီးတော့မှဝိုင်းလာကြအရှင်ပိန်တော်လာပါရဒွါစကိုတော်ကစံတကူတပိတ်ထဲမှာအဲ့မှာပြတင်တဲ့ဇတုမတူတွေအပြစ်ထက်ထားတဲ့တန်တကူတပိတ်ပိုက်ပြီးမှဖျားရှိရာသယုကြီးဝေလူဝန်ကြောင်းကိုကြွားတာဒါကိုပြတာမှကြည့်လိုက်ကြရတဲ့နောက်ကဒကာမဝိုင်းအောင်ပြီးမှအရှင်ဖျားတပည့်တော်တို့ကမမြင်လိုက်အောင်ဖျားတပည့်တော်တို့လည်းတကူပြပါအောင်ဖျားလူတွေကလည်းတကူပြတယ်ဆိုရင်အတော်ဝိုင်းကျင်တာဟုတ်ပလားမဝိုင်းမလားဝိုင်းသလားတကူပြတော့မပြောပါနဲ့နှလုံးကနန်းလေးမှောင်ပေးရင်ကိုဝိုင်းပြီဝိုင်းလို့မွဲပေါင်းလည်းမနေဘူး
လူတွေရဲ့သဘောอ่ะဒါရှင်းသွားရင်ဒီလိုပါပဲဥပ်ကြက်ဆိုရင်တယောက်စကားတယောက်လာကြားရင်သွားကြတာထူးဆန်းအခုဝိုင်းအုံလိုက်တာရှင်ပိန်တော့လည်းလမ်းမှာအဲ့ရာဇယိုဝေလူဝန်ကြောင့်သွားရင်းနဲ့လမ်းခရီးမှာတကူပြပြီးကြွားတာနောက်ကလူအုပ်ကြီးကဝိုင်းလိုက်ချသွားတာအဲ့မှာဝေလူဝန်ကြောင့်နဲ့ရောက်ကိုစူးညာလို့လူတွေကမြတ်စွာဘုရားကအာနန္ဒကတ္တိသောတတ်တော်တဲ့အာနန္ဒဘာသန်နေလေဘသူအတန်နေလေလို့မေးတဲ့အခါကျတော့အရှင်အာနန္ဒကအကျိုးအကြောင်းလျှောက်ထားတယ်ရှင်ပိန်တော်လာတကူပြတဲ့အကြောင်းအဲ့မှာရှင်ပိန်တော်လာကိုတော့လည်းဘုရားထံမောက်ရောက်လာတော့မြတ်စွာဘုရားကမေးတယ်ပိန်တော်လာပါရတော်စားတဲ့တင်းလူတွေအုပ်ကြက်အံ့ဩဗနံဖြစ်အောင်တကူပြတယ်ဆိုတာဟုတ်သလားမှန်လားပါဗျာအမှန်တည်းလျှောက်ထားတော့ပိန်တော်လာပါရတော်စားဟဲပိန်တော်လာပါရတော်စားတေတရားသင်သည်ကသမဘာကြောင့်ဤဝန်ဤကဲ့သို့လူတွေအုပ်ကြက်ဖြစ်သွားမဲ့ကိစ္စမျိုးကိုကတံပြုလုပ်ခဲ့ရတာလေလို့တန်ခပိတ္တကြားထဲမှာလူတွေအုပ်ကြက်အထင်ကြီးအံ့ဩဗနံဖြစ်အောင်တကူပြခဲ့တယ်ရှင်ပိန်တော်လာကိုဗုဒ္ဓကငေါက်တာမောင်းမဲလိုက်တာမင်းတို့ကြတော့မှအနိစ္စံတကူတပိတ်ကိုအမောက်ကျိတ်တန်ဃာတော်များအတွက်မျက်စင်းစစ်အဖြစ်နဲ့30နောင်တပိယဟန်နေတကူမပြရလို့သိက္ခာပုဒ်ပညာဘုရားသည်လူတွေအုပ်ကြက်အထင်ကြီးအောင်လုပ်တဲ့ကိစ္စကိုဘုရားကြိုက်ရဲ့လားမကြိုက်ဘူးစဉ်းစားကြနော်နာမည်မကြီးအောင်အထင်မကြီးအောင်အုပ်ကြက်ဘာသာရေးကိစ္စနဲ့လုပ်ပြီးဆိုခင်ဗျားတို့ကြက်သတိထားအလိန်ခံရတော့မယ်သဘောပေါက်လားဘာသာရေးဗန်းပြလိန်ညာစားနေကြတာတွေကလည်းဘွက်ပေါက်နေလို့ဒါပြောတာဘုရားတပိသားသမီးဆိုတာဘုရားရဲ့ဝါဒလမ်းစဉ်ကိုနားလည်အောင်တရားနာမယ်လေ့လာထားမယ်အခုဘုရားအုပ်ကြက်အမှုပြုတ်ရမလားဆိုမောင်းမဲတော်မူပြီးမှတကူမပြရလို့သိက္ခာပုဒ်ပညာချတယ်အဲ့ဒီတရင်ကဘယ်ရောက်သွားတော့တိတ်တိတွေစီရောက်သွားတယ်ပေသားကြီးဘယ်ရောက်သွားတိတ်တိတွေခြံရောက်သွားတော့ဟန်ကြပြီกว่าတယ်တို့တော့အကွက်တွေ့ပြီရဲ့ဆိုဒိဋ္ဌိတွေကတရင်လွှင့်ပြန်ရောဟဲ့တဲ့ငါတို့တွေကဇံမပြန်ကျင်လို့မဟုတ်ဘူးဟဲ့ဇံမပြန်နိုင်လို့မဟုတ်ဘူးဟဲ့တဲ့ဘာမုတ်တဲ့ဇံတကူသပိတ်အတွက်နဲ့ရန်တာတို့ရဲ့ဖုံးလွှမ်းအပ်တဲ့တကိုးကုံဆိုတာမပြကောင်းဘူးတဲ့ညာဟန်ဂေါရမရဲ့တပည့်တွေကဘာမသိညာမသိနဲ့စံတပူတပိတ်လောက်ကလေးအတွက်နဲ့တကိုးပြတာမရှက်ကြဘူးတဲ့လို့ရောအခုကြည်လေတဲ့ယဟန်ဂေါရမကတော့ပညာရှိတယ်တဲ့ပညာရှိတဲ့ယဟန်ဂေါရမကဘာမုတ်တဲ့စံတကူတပိတ်အတွက်နဲ့တကိုးပြလို့အခုသိက္ခာပုဒ်တောင်ပညာလိုက်ပြီးဆိုပဲတဲ့ဒါပညာရှိလို့တဲ့တို့ကသူတပိတာမန်နေနဲ့မပြိုင်ညင်ဘူးတဲ့ပညာရှိတဲ့ယဟန်ဂေါရမတွေမှာတို့တကူပြိုင်နေတာတဲ့ဒိဋ္ဌိတွေကလွှင့်ချလိုက်တဲ့သတင်းဒီသတင်းကဘယ်ရောက်သွားတော့ဆိုတော့ရာဇဂိုပြည့်ရှင်ဘယံဗိမ္ပိတာရထံရောက်သွားတယ်ဗိမ္ပိတာရမင်းကြီးကစိတ်မကောင်းဖြစ်သွားတယ်ဒိဋ္ဌိတွေကတကူပြိုင်နေတယ်လို့လွှင့်နေတယ်ဘုရားစီရောက်သွားတယ်အမောတကောနဲ့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားတကူမပြရလို့သိက္ခာပုဒ်ပညတ်တယ်ဆိုဘုရားဟုတ်တယ်မင်းကြီးပညတ်တယ်ဒါဖြင့်ဘယ်နဲ့လုပ်မလဲဗျခက်ကုန်ပြီတဲ့ဘာလို့မင်းကြီးရဲ့ဆိုတော့တိတ်တိတွေကမြတ်စွာဘုရားနဲ့တကူပြိုင်နေတယ်လို့တွေးကြော်နေပြီဘုရားတိတ်တိတွေပြိုင်လို့တပဆိုရင်လေပြိုင်နာပမင်းကြီးတဲ့ဟောဒါဖြင့်သိက္ခာပုဒ်ပညတ်ပြီးပြီဆိုဘုရားဟုတ်တယ်လေသိက္ခာပုဒ်ပညတ်တာဘုရားအတွက်ပညတ်တာမဟုတ်ဘူးတဲ့တပိတာဝကတွေအတွက်တဲ့သိက္ခာပုဒ်ပညတ်တာဘသူတွေအတွက်တဲ့ဩမြတ်စွာဘုရားတဲ့ဘုရားရှင်တို့ကိုခြံထားပြီးတော့တပိတာဝကတွေအတွက်သိက္ခာပုဒ်ပညတ်တယ်ဆိုတာထုံးစံရှိသလားတဲ့ဆိုတော့သိက္ခာပုဒ်ပညတ်ပြီးရင်ဘုရားလည်းတကူမပြရတော့ဘူးလို့အဓိပ္ပာယ်သူကထင်နေတာအဲ့မှာမြတ်စွာဘုရားမင်းကြီးတဲ့ဥပမာမေးပါဦးမယ်တဲ့မင်းကြီးရဲ့ပိုင်နဲ့နယ်မြေအတွင်းမှာတဲ့ပိန်းနေခြံတွေတရက်ခြံတွေရှိသလားတဲ့ရှိပါတယ်ဖျားတဲ့ဟုတ်ပြီတဲ့အဲ့ပိန်းနေခြံတရက်ခြံကပိန်းနေသည့်တရက်သီးတွေကိုတိုင်းသူပြည်သားတွေကရှိမရှိကမ်းမရှိခိုးဆွတ်ပြီးတော့မှ
စားတောက်ပြီးတော့နေကြတယ်ဆိုရင်တဲ့သင်ဘာလုပ်တယ်လေတဲ့ဒဏ်တက်တယ်ဗျာတဲ့ပေသားကြီးဘာတက်တယ်ဒဏ်တက်တယ်တဲ့စီးမဲ့ကမ်းမဲ့ဘယင်ဥယျင်ပိုင်တဲ့ထဲကပိနေသည့်တဲ့ဒီခုဆွစားတယ်ဒဏ်တက်တယ်တဲ့ဟုတ်ပြီအဲ့လိုဒဏ်ထားပြီးတဲ့နောက်မှာအဲ့ပိနေကြံတရားချံကပိနေသည့်တဲ့ဒီကိုသင်မင်းကြီးတော့စားခွင့်ရသလားမရဘူးလားတဲ့တပည့်တော်ကတော့ရတာပေါ့ဗျာတဲ့တပည့်တော်ရဲ့တိုင်းပြည်ပိုင်တဲ့ထဲမှာဦးတဲ့ဒဏ်ထားတာကပြည်သူပြည်သားတွေတွေ့တဲ့ပေသားကြီးဒဏ်တက်တာဘသူတွေအတွက်တဲ့တော့မှတ်ထားဘုရားလက်ထက်ကလေးကဒဏ်တက်တဲ့အထဲမှာလူကြီးတွေမပါဘူးအုတ်ချုပ်တဲ့ဘယင်းတွေပါလားမပါဘူးခင်ဗျားတို့သတိထားတာဒဏ်တက်ခံအောင်ပဲအဲ့တော့ဩမြတ်စွာဘုရားတပည့်တော်သဘောပေါက်ပါပြီတဲ့ဒီလိုပဲပေါ့သိက္ခာပုပညတ္တာတပည့်တာဝကတွေတို့ဘုရားရှင်တို့တို့ပညတ္တာမဟုတ်ဘူးငါဘုရားသူတို့မှပြိုင်လို့တပတ်ဆိုရင်ပြိုင်မယ်တဲ့တကူဒါမြင်ဘယ်တော့ပြိုင်မှာလို့ဖျားဒီကနေနောက်4လမြောက်ဝါဇိုလပြည့်နေပေသားကြီးပဲနေတဲ့ဒါပြင်းရင်ဘယ်မှာပြိုင်မှာလို့ဖျားတယ်ဒီရာဇကြိုမှာပြိုင်မှာလားတဲ့မဟုတ်ဘူးမင်းကြီးတာဝတိမြို့ဘယ်မြို့မှာတာဝတိမြို့ကန္တံပသယပင်အနီးမှာပြိုင်မယ်ဒီတရင်လေတိဋ္ဌိတွေလည်းကြားသွားရောမှန်းချက်နဲ့နှမ်းတွက်ကမကိုက်ဘူးတိဋ္ဌိတွေခေါင်းချင်းရိုက်ပြီးစီဝေးထိုင်တာဘယ်နဲ့လောက်ကြမလုံးနဲ့တို့ကတော့အစတော့သိက္ခာပုပညာပြီးရဟန်းခေါ်ရမှာလည်းတကူမပြိုင်တော့မပြတော့မှတ်ပြီးတို့ကြွေးကြော်လိုက်တာခက်ပြီးဘယ်လိုလုပ်ကြမလုံးနဲ့ခေါင်းချင်းရိုက်တိဋ္ဌိခေါင်းဆောင်ကဘာပြောလဲဟိုတဲ့ကိုမှတော့မထူးဘူးတဲ့ဟန်ကို့ဖို့ပဲဟေ့တဲ့ကိုမှတော့မထူးဘူးတဲ့တို့ရန်ကောရမသွားလေအောင်တော့ဝိုင်းအောင်လိုက်မယ်တဲ့လူတွေကဘာလို့လိုက်နေရလို့မေးရင်တို့ရန်ကောရမတို့နဲ့တကူပြန်မှကြောက်လို့ထွက်ပြေးနေလို့မျက်ခြေပြတ်မခံနိုင်မဲ့တို့လိုက်နေရတာလို့ပြောမှာပဲတဲ့မထူးဘူးกว่าတဲ့ဆိုပြီးမှဘုရားဒေသစာတွေလဲလဲကြွားချင်းနောက်ကဝိုင်းလိုက်တိတ်ထိကြလူစီကားတဲ့ဈေးနာလမ်းစုံလမ်းမှာလမ်းလေးပေါ်ရောက်လူတွေကဝိုင်းကြည့်ဟာတိတ်ထိတွေဘုရားနောက်ကဝိုင်းလိုက်နေဘာဖြစ်လို့ရှင်တိဋ္ဌိတို့ဘုရားနောက်ကလိုက်နေတာတော့ဆိုတော့တင်တို့ကြားတယ်မို့လားတဲ့ရန်ကောရမနဲ့တို့နဲ့တကူပြိုင်မယ်ဆိုတဲ့သတင်းကြားလာတယ်ကြားပါလေအဲ့ဒါအခုရန်ကောရမထွက်ပြေးနေတယ်တဲ့လှုပ်ပုံအဲ့ဒါတို့မျက်ခြေပြတ်မခံနိုင်လို့လိုက်နေတာတဲ့ဟာဘုရားနဲ့တိဋ္ဌိတွေနဲ့တကူပြိုင်မှုတဲ့ဟေးတကူပြိုင်မှုတဲ့ဟေးဆိုဒေသစာတွေအစဉ်နဲ့နောက်ကနေတကူပြိုင်ပွဲဖူးမယ်ဆိုလူတွေလိုက်ချလာတာပေသားကြီးတို့ရေဟိုနယ်ရောက်တော့ဟိုနယ်သားတွေကလိုက်လားဒီရွာရောက်တော့ဒီရွာသားတွေကလိုက်လားဘုရားအစဉ်နဲ့ဒေသစာတွေကြသာဝတိမြို့ဝါဆိုလာပြင်းမှာရောက်တယ်နောက်ကအဲ့ဒီတကူပြိုင်ပွဲကိုဖူးမယ်ဆိုပြီးမှအနေနဲ့အရရကလိုက်လာတဲ့ပေသားတွေကလည်းအများကြီးဖွေးလို့အဲ့မှာဝါဆိုလာပြည်ဒီတောင်းတိမြို့တဲ့ဘုရားဝင်တော့မယ်ဆိုဘသူနဲ့တွေ့လို့ဆိုကန္တဆိုတဲ့ဥယျာဉ်ဆောင်နဲ့တွေ့တာကောသလမင်းကြီးရဲ့ဥယျာဉ်ဆောင်တဲ့ကန္တဥယျာဉ်ဆောင်ပါတရက်ပင်ကြီးတပင်ကနေအချိန်မဲ့ခါမဲ့အဲ့ဒီမှာခါချင်းအုံလို့အုံကြီးထဲမှာရွက်ပုံးသီးတစ်လုံးတွေ့တာတရက်သီးမွေးကြဝင်းမဲ့ဩတဲ့ငါဒီတရက်သီးကိုဘယင်ကောသလကိုညာဆက်တာလိုက်လို့ရှိရင်ငါစုတော်လက်တော်ကြီးအများကြီးရမှာငါချမ်းသာမှာဘယင်ကောသလကိုဆက်တာမယ်ဆိုသူယူလာတာလမ်းမှာဘုရားနဲ့ပဲပင်တွေ့ရောတွေ့တော့ကြီးညိုသွားတယ်ဘုရားကြီးညိုသွားတော့ချက်ချင်းဆုံးဖြတ်တယ်ဘယင်ကိုဆက်တာလို့စုတော်လက်တော်ချရင်ငါဒီတဘဝပဲတခဏပဲစားမှာတဲ့ဘုရားကိုလှူလိုက်ရင်ငါဘဝပေါင်းများစွာအကျိုးကျေးဇူးများမယ်ဆိုဘုရားကိုလှူတာကန္တဥယျာဉ်ဆောင်ဘယ်သူပါလိမ့်အဲ့ဒီမှာမြတ်စွာဘုရားကအကတ်ခံပြီးမှရှင်အာနန္ဒာကညီတော်အာနန္ဒာကအဲ့ဒီတရတိကိုတရတိဖြော်ရည်လုပ်ပြီးဘုရားကိုကတ်တာဘုရားကအဲ့ဒီမှာအဖြော်ရည်လုပ်ပြီးတော့ကတ်တာကိုဖုံးပေးပြီးတော့အခုနကတရက်စိကိုကန္တဥယျာဉ်ဆောင်ဟောဒီနေရာမှာစိုက်ဘုရားလက်ညှိုးထိုးပြတယ်
ကန္နာဥယျာဉ်ဆောင်ကအဲ့ဒီနေရာမြေကိုရက်ပြီးတော့မှဒီတရက်စိတ်ကိုစိုက်တာညီလေးပြန်ဖို့တယ်မြတ်စွာဘုရားကအဲ့ဒီတရက်စိတ်အပေါ်မှာလက်တော်ရည်ဆေးချလိုက်တဲ့ဓာတ်ပြိုင်နဲ့ထဲမှာအတောင်90မြင့်တဲ့တစ်ပင်ကြီးချက်ချင်းပေါက်လာဘုရားတကူပေတကြီးဘသူတကူတဲ့အတောင်90မြင့်တဲ့တစ်ပင်ကြီးချက်ချင်းပေါက်လာအရင်လေးမျက်နှာကိုခိုင်းကြီးလေးခိုင်းကဖြာပြီးတော့ထွက်သွားတယ်အဲဒီမှာအထက်ကိုလည်းအတောင်90ခိုင်းကြီးတစ်ခိုင်းကထိုးတက်သွားတယ်တရက်ပင်ကြီးဟာဝုံဝိုင်းအုပ်ဆိုင်ညို့မှိုင်းပြီးမှတရက်သီးတွေကလည်းအခိုင်အပြုတ်ဝင်မှဲ့နေတာပဲတဲ့အဲ့ဒီတရက်ပင်ကိုကန္တဥယျာဉ်ဆောင်စိုက်တာမို့လို့ကန္တံဘတရက်ပင်ပါတရက်ပင်တဲ့ဝါဇုလပြည့်နေ့မှာလူတွေဟာဘုရားနဲ့တိတ်တိတွေနဲ့တကူပြိုင်တာဖူးမယ်ဆိုတာအနေနဲ့ရရကရောက်လာတဲ့ပိဋကကြီးကအံ့အားသင့်သွားတယ်။တဲ့ပင်ကြီးချက်ချင်းထပေါက်တာအံ့အားသင့်ဒီမှာအဲ့ဒီမှာမြတ်စွာဘုရားကိုကြည်ညိုနေကြတယ်။တိတ်တိတွေနဲ့မြတ်စွာဘုရားဘယ်လိုမြတ်တကူပြိုင်မလဲပေါ့စိတ်ဝင်စား36ယူဇနာမြေဧရိယာအကျယ်ဝန်းဟာအဲ့ဒီဘုရားဘူးတကူပြိုင်ဘုရားဘူးလာကြတဲ့ပိဋကတွေဖွေးဖွေးလှုပ်ပြည့်လို့တဲ့အဲ့ဒီအခါမှာမြတ်စွာဘုရားကဘာလုပ်လိုက်တယ်လဲဆိုတော့အထက်ကောင်းကင်မှာယရနာဇင်းကြံဖန်ဆင်းလိုက်ပါတယ်ပိဋကကြီးဘာဇင်းကြံအရှိစัจ java လာနှုတ်ခမ်းတွေအနောက်စัจ java လာနှုတ်ခမ်းထိယရနာဇင်းကြံဖန်ဆင်းပြီးမှတထလုံနဗြဟ္မတတ္တဝရိဆရာတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဣဒံယခုချိန်ကာလ၌ယမကပတိဟရိယကရဏဝေလာယေမိအစုံတကူကုန်ပြဖို့အချိန်တန်မီဣတိဧကသောညတဝတိတော်မူသည်ဖြစ်၍ပမ္မုခေကောင်းကင်ယံကယရဏဇင်းဉံဥမာအထာတိကောင်းစွာမသွေတန်ရတော်မူလိုက်ပါပေသတည်းဘုရားပုပိတ္တေအံဩဇာနဲ့ဖူးနေကြတော့မှမြတ်စွာဘုရားမြောက်တက်သွားပြီးမှအဲ့ဒီယရဏဇင်းကြံဥမှာရပ်တော်မူလိုက်ပါတယ်အဲ့ဒီယရဏဇင်းကြံထက်ကနေများပြားလှစွာသောပိတ္တတို့အားဗုဒ္ဓမြတ်စွာသည်ယေမိအစုံတကူကုန်ပြတော်မူတယ်ပေတကြီးတို့ဘာတကူကိုဥပရိမကာယတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအထက်ပိုင်းခန္ဓာကိုယ်တော်မှာအဂိတ်ခန္တော်မိလျံတွေခါရဲ့အထက်ပိုင်းကလေမိတွေဖြာပန်းထွက်နေတာတဲ့ဟေတိမကာယတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအောက်ပိုင်းခန္ဓာကိုယ်တော်မှာဥဒကဒါရရေအရင်တွေတပြိုင်နက်တည်းအပေါ်ပိုင်းခန္ဓာကိုယ်ကမီးညံနေပန်းထွက်နေတော့ခါအောက်ပိုင်းခန္ဓာကိုယ်တော့ရေအရင်တွေဖြာပန်းထွက်နေတာတဲ့တပံအောက်ပိုင်းခန္ဓာကိုယ်တော်ကမီးလျံတွေဖြာထွက်နေတဲ့ချိန်မှာအပေါ်ပိုင်းခန္ဓာကိုယ်တော်ကရေအရင်ယရဏဇင်းကြံထက်မှာဘုရားဘုပိတ္တကြီးဟာပါဇက်အဟောင်းသားနဲ့မြတ်တောင်မခတ်လက်အုပ်ချီပြီးတော့ယရဏဇင်းကြံထက်မောပြီးတော့ဖူးနေကြကြည်ညိုနေကြတာယေမိအစုံတကူကုန်ပေတကြီးတို့ပါတကူကုန်ဩရတိမကာယတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤရှေ့ဘက်ချမ်းခန္ဓာကိုယ်တော်မှာအဂိတ်ခန္တော်မိလျံတွေတခါရှေ့ဘက်ချမ်းကမိတွေပန့်ထွက်လေတုံးမှာပေစီမကာယတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤနောက်ဘက်ချမ်းခန္ဓာကိုယ်တော်မှာဥဒကတာရာရေအရင်တွေတဲ့တပြိုင်နက်တည်းပေါ်တပံနောက်ဘက်ချမ်းခန္ဓာကိုယ်တော်ကမိလျံနေရှေ့ဘက်ချမ်းခန္ဓာကိုယ်တော်ကရေအရင်ဒီယရဏစဉ္ညာထက်မှာတကူပြတာပေတကြီးတို့မျက်လုံးထဲမှာဒီဗုဒ္ဓမြတ်စွာကိုကြည်ညိုတဲ့စိတ်နဲ့ပေါ်အောင်နာယူရပါတယ်
Degina Egido Miaswa Vyashin Guru Myaji Ileya Ve Myelunoga Egekano Mi Layandi Nyave Myelunoga Miliandi Pantwanidare Wama Egido Miaswa Vyashin Guru Myaji Ilewe Ve Myelunoma Udaga Dara Ye Yenwe Tavan Webe Myelunoga Milayandi Nyave Myelunoga Ye Mi Asong the Gogo Peda Jiro Paragogo Yerana Zinjan Tema Pianira Tegina Gana Doda Domya Sabya Shingoro Myaji Ileya Vena Rindorega Ege Kano Milayandi Wamagana Doda Domya Sabya Shingoro Myaji Lewe Vena Rindorega Udega Dara Ye Yenri Tapan Lewega Milian Nipan Twalo Lejima Nyabe Narwin Dorega Ye Ayen Apya Atla Ye Mi Aso the Gogo Piara Tagaragamari at the Shubu Mini Low on Le Ochi Mubi Mayrana Zinyan Takum Mio Mopulu Nejado Tegina Nadiga Doda Domya Sabya Shingoro Myaji Ileya Vena Kaundwin Orega Ege Kano Milayandi Wama Nadiga Doda Domya Sabya Shinglewe Vena Kaundwin Orega Udaga Dara Ye Yendwi Psha Pampiro Twanera Tapan Lewe Vena Kaundwin Orega Milayandi Leya Beka Ye Ayen Lu Padago Kondo Ye Mi Azong the Gogo Peda Jiro Paragogo Payabu Pieta de Gogo and Young Lady Lucamiaro Coco Ayum Pupima Ginu Signet Nayade Yerana Zinyan Tema Boda Miazwa Bebo Maro Tegina and the Goda Domya Sabya Shingoro Myaji Ileya Vebakon Asonoma Ege Kano Milayandwi Dinya Bebakonoa Miliani Bego Pantwani Doma Wama and the Goda Domya Sabya Shingoro Myaile Webebakono Soma Udaga Dara Ye Yenwi Tavan Lewebakonoma Milayani Leya Vebakonoga Ye Ayen Ye Mi Asong the Gogo Open and Puja Yada Can count like Tawoti Muma Peda Jiro Vemio Mare Tegina Hata Domya Sabya Shingoro Myaji Inya Vele Doga Ege Kano Milayandwi Wamahata Do Webele Doga Udaga Dara Ye Ayen Leya Beka Miliani Bandwani Dum Dabianete Le Webeka Ye Ayen Taban Le Webeka Miliani Pia Bantwani Roma Miazwabia Shinya Vele Doga Ye Ayen Lu Padago Gondo Ye Mi Azong the Gogo Tegina Bada Domya Sabya Shingoro Myaji Inyabe Namaroga Ege Kano Milayandwi Wama Bada Dole Webe Namaroga Udaga Dara Ye Ayende Nyabe Nambaga Bego Miri Chapan 20 Do Le Webe Nambaga Daka Ye Ayende Pan 20 Tabianete Sit that dogo Buddha Miaswa Palong 9 in the Le Lucenza Jipi Tachi Ye Trapu Soyen, Abo Katang Wenzayara. Kanagoga Miri Trapuzu, Tizo Katang Wenzayara. Leya Ben Namaga Miri Piaban Trapu Adwe, Ediman, Tizo Katang Chechen Wenza, Edi Sik that Taguroye, Aswane, Piaban Twanido, Tapjane Tedaka, Lewebaka, Yiri Pantwan, Tizo Katang Abo Katang, Chechen Wenzara. Sit that dog 9 nilo Pedaji Vago 9 nilo Tegina Bada Domya Sabya Shingoro Myaji Nyave Chiroga Ege Kano Milayandwi Wama Bada Dole Webe Chiroga Udaga Tara Ye Ayen Taka Bebe Chiroga Milayane Pia Pan Lo Twandi Roma Nyave Chiroga
ရေအရင်လို့ဖယားဘူးပိသတွေ့မြတ်တောင်းမခတ်လက်အုပ်ချီမိုးပိမယရဏဇင်းညံထက်ကိုမောဖူးနေကြတယ်ရေမီအစုံတကိုးကိုပေသကြီးတို့ဘာတကိုးခုံနဲ့အင်္ဂုလင်္ဂုလေဟိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ချောင်းတော်တွေကနေခိခန္တော်မီးလျံတွေလက်ချောင်းနေတဲ့ကနေမီးတွေဖြာပန်းထွက်နေတယ်အင်္ဂုလန္တရိကဟိလက်ချောင်းတော်အကြာတွေကဥရကဒါရာရေအရင်လက်ချောင်းတော်တွေကမီးတွေပန်းထွက်တော့ဒီကြားတွေကရေအရင်ဆိုရေနဲ့မီးနဲ့ရောနေတာပေသကြီးဘာနဲ့ရောနေပါလေတပံလက်ချောင်းတော်ရဲ့အကြာတွေကမီးလျံလေးထွက်နေတော့မှလက်ချောင်းတော်လေးတွေကရေရင်လေးပန်းလို့ထွက်နေတယ်တဲ့ဧကေကလောမကုပတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ခန္ဓာကိုယ်တော်မှာရှိတဲ့မွေးညင်းပေါက်တော်တွေကအဂိခန္တော်မီးလျံတွေခန္ဓာကိုယ်မွေးညင်းပေါက်ကလေးတွေကနေမီးတွေဖြာပန်းနေတော့ဧကေကလောမတော်မြတ်စွာဘုရားရှင်ဤခန္ဓာကိုယ်တော်မှာရှိတဲ့မွေးညင်းတစ်ချောင်းစီကဥဒကဒါရာရေအရင်တွေစဉ်းစားကြည့်မွေးညင်းပေါက်တဲ့ကမီးတွေပန်းထွက်တော့မွေးညင်းတော်တဲ့ကရေအရင်နဲ့တပံမွေးညင်းတော်တဲ့ကမီးလျံနေဆိုရင်မွေးညင်းပေါက်ကလေးတွေရေအရင်ဖြာပန်းပြီးမှရောင်စုံကွန်မြူပြီးမှရေမီးအစုံတကိုးကိုယရနာဇင်းကြံထက်မှာပါပရိသတ်ကြီးတို့ဘယ်မှာပါလိမ့်တကူပြိုင်ဝဲဖူးမြော်ဖို့ရောက်လာကြတဲ့ပြိတ္တတီအသက်ရှူဖို့ပင်မေ့နေလောက်အောင်မြတ်စွာဘုရားရှင်ရဲ့တကူကုန်းနေကြည်နူးလွန်းလို့ကြည်ညိုလွန်းလို့လက်အုပ်ချေမော်ဖူးနေကြတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးခန္ဓာကိုယ်တော်မှာနီလရောင်ကြီးတော်ပိတရောင်ကြီးတော်လောဟိတရောင်ကြီးတော်ဩဒတရောင်ကြီးတော်မင်းစိတ်ထရောင်ကြီးတော်ပြူပြက်တလက်ကွန်မျိုးနေတဲ့ပပတရာရောင်ကြီးတော်လို့ယရဏဇင်းဉဏ်ထက်ကဗုဒ္ဓခန္ဓာကိုယ်တော်မှာရောင်ကြီးတော်6သွဲတွေပြူပြက်တလက်ကွန်မျိုးလို့နေတာပိတ္တကြီးတို့ကြည်ညိုမဆုံးပေါ့အဲ့ဒီရောင်ကြီးတော်တွေကဟောအာထက်ဗြဟ္မပိဋိတက်သွားတယ်ဗြဟ္မပိဋိတက်သွားပြီးစัจ java လာတတိုင်းရဲ့ဟိုဘက်ကိုကျသွားတဲ့ရောင်ကြီးတော်တွေကဖိတ်တော့ကွန်မြူးနေတာတက္ကမတွေကလက်အုပ်ချပြီးဩဘဏံကြီးညိုမဆုံးဖူးမြောင်နေတော့မှဖြတ်ခနဲ့ဆိုယရဏဇင်းကြံထက်မှာနေမိတဖယားတဆူဖန်ဆင်းပလိုက်တယ်အဲ့ဒီမှာဇင်းညံထက်မှာဖယားနှစ်ဆူဖူးနေရတဲ့ပရိသတ်ကြီးဖယားဘယ်နှဆူတော့ဘဂရိမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကရပ်တော်မူနေစဉ်မှာဖန်ဆင်းထားတဲ့နေမိတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဇင်းညံကြွတော်မူတယ်ထိုင်တော်မူတယ်လျောင်းတော်မူတယ်ဖန်ဆင်းထားတဲ့နေမိတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကရပ်တော်မူနေတော့မှပဂတိမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဇင်းညံကြွလို့ထိုင်တော်မူလို့လျောင်းတော်မူလို့ဘဂတိမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလျောင်းတော်မူနေတဲ့အချိန်မှာဖန်ဆင်းထားတဲ့နေမိတာဘုရားရှင်ကဘေးနာကထိုင်တော်မူလို့ဣရိယာပုတ်မတူတဲ့ဖယားနာစုဘူးကြီးဖူးနေကြရတာပရိသတ်တေကံမကောင်းဘူးလားကံတံပတည့်ပင်ရဲ့အနီးမှာအဲ့ဒီမှာတခါတည်းဘဂတိဘုရားရှင်ကိုယ်တော်မြတ်ကြီးကဖန်ဆင်းထားတဲ့နေမိတာဘုရားကိုမေးခွန်းနေမေးတာအောက်ကပရိသတ်ကြီးရဲ့စိတ်အလိုဆန္ဒတူးချင်းရဲ့ဇယိုက်နဲ့ညီတဲ့တရားကိုအမေးအဖြေလုပ်ဟောတာဘဂတိဘုရားကမေးလိုက်နေမိတာဘုရားကဖြေလိုက်တခါဖန်ဆင်းထားတဲ့နေမိတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကပဂတိမြတ်စွာဘုရားမေးခွန်းတော်တွေမေး၍ဘဂတိမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဖြေ၍ပိဋကကိုတရားဟောတယ်အဲ့ဒီပွဲမှာပိဋကတို့သိမ်းမောင်းများစွာတန်းမောင်းများစွာသောဘုရားဘူပိဋကတေသစ္စာ၄ပါးသိမြင်ကြော့တန်းဝင်ကြတယ်တဲ့ဗျ
တိတ်တိတို့ကိုကြောင်းပြုတ်ပြီးတော့အဲ့ဒီလိုယမိအစုံတကိုးကုံပြတော်မူပြီးမှရှေ့နောင်တော့ဖရာတွေဟာယခုလိုခொနဝါမြောက်ယမိစုံတကိုးကုံပြပြီးတဲ့နောက်ဘယ်မှာများဝါဆိုဝါကပ်ပါလိမ့်မလဲလို့ညံတော်ကြီးနဲ့ဆင်ခြင်ကြည့်လိုက်တော့ဩခொနဝါမြောက်ဝါကိုနောင်တော့ဘုရားတွေလည်းပဲနတ်ပြည်တက်ပြီးမှသာဝရိန္ဒာနတ်ပြည်တက်ပြီးမှအမိနုဘိုးကိုအာဘိဓမ္မာတရားနဲ့ဆက်ရိုးထုံးစံရှိပါလားလို့သိတော်မူသွားတယ်တထလိုနတ်မြမတတ္တဝရုဇယတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ယမကပါတိဟိရံယေမိအစုံတကူကုံကိုကရွန်တော်ဝပြုတော်မူပြီးမှသာလျှင်တေခိနဗရံလက်ရခြေတော်ကိုဥခိပိတဝါမြောက်ခြေတော်မူသည်ဖြစ်၍ယုဂန္တရမတ္တကိယုဂန္တုတောင်ထိပ်၌ထပိတဝါချထားတော်မူသည်ဖြစ်၍ဣဒရံပါဒံဣမတ္တဘာသောလက်ဝဲခြေတော်ကိုဥခိပိတဝါမြောက်ခြေတော်မူပြီးလျင်သိနေရုမတ္ထကိယူဇနာ8,400အမြင့်ဆောင်သည့်မြင့်မို့တောင်ထိပ်၌ထပိတိကောင်းစွာမသွေကြွလှမ်းသောအပြင်ချထားတော်မူလိုက်ပါပေတည်းလှမ်းတာကတော့ပိတတိခြေလှမ်းကတော့2လှမ်းနဲ့2လှမ်း3ဖွားနဲ့နတ်ပြည်တက်တာလူပြေမြေပြင်မှာ1ဖွားလက်ရဘက်ခြေတော်ကိုမြောက်တဲ့ပြီးမှယုဂန္တုတောင်ထိပ်မှာ1ဖွားအဲဒီမှာတခါဘယ်ဘက်ခြေတော်ကိုမြောက်တော်မူပြီးမှမြင်းမို့တောင်ထိပ်မှာ1ဖွားခြေလန်းကတော့ညာဘက်နဲ့တလန်းလှမ်းလိုက်တယ်ယုဂန္တုတောင်ထိပ်ချတယ်တခါဒုတိယခြေလန်းလိုက်တယ်မြင်းမို့တောင်ထိပ်ရောက်သွားတယ်2လမ်းနဲ့3ဖွားဘယ်သာကြီးမလောက်တဲ့2လမ်း3ဖွားနဲ့တာဝရိန္ဒာနတ်ပြည်ကြွသွားတာဖြုတ်ဆိုဖျားပျောက်သွားတယ်ညရဏစင်းပြန်လဲပျောက်ထွက်သွားတယ်ဘုန်းနေတဲ့ပိဋကတ်တွေဟာကြည်ညိုမဆုံးကြည်ညိုတော့မှဖြုတ်ဆိုဖျားပျောက်ထွက်သွားတယ်အဲတာဝရိန္ဒာနတ်ပြည်ရောက်တော့တရားမင်းကြီးနဲ့နတ်ပိဋကတ်စီးကြိုပါတယ်စီးကြိုပြီးမှမြတ်စွာဘုရားကိုအဲ့ဒီသူ့တာဝရိန္ဒာနတ်ပြည်မှာရှိတယ်ပင်လေကတိပင်ဆိုတာရှိပါတယ်ပင်လေကတိပင်ကြီးကပင်လုံးယူဇနာ90ရှိတယ်အဝန်းယူဇနာကတော့100ရှိတယ်တဲ့ညို့မှိုင်းအုပ်ဆိုင်နေတဲ့ပင်လေကတိပင်အဲ့ဒီအပင်ကြီးရဲ့ခြေရင်းမှာတရားမင်းထိုင်တဲ့ပန္တုကဗလာမြတ်ကြောက်ဖြာဆိုတာရှိပါတယ်ပန္တုကဗလာမြတ်ကြောက်ဖြာကြီးကအလယံယူဇနာ60ရှိတယ်အနံယူဇနာကတော့50ဒီပလင်ရဲ့အမြင့်ဒုတေက15ယူဇနာတဲ့အေယာမပလင်ကြီးတရားမင်းမြန်အဲ့ဒီပန္တုကဗလာမြတ်ကြောက်ဖြာပေါ်ထိုင်လိုက်လို့ရှိရင်ခန္ဓာကိုယ်ကတဝက်မြုပ်ကြသွားတယ်အေးကြသွားတယ်ခမရတို့ဒီနေ့ခေတ်ဆိုဖာတွေလိုက်မမီဘူးအဲ့ဒါလောက်ဘုံတကူကြောင့်ဖြစ်တဲ့အရာတွေဖြစ်ပါတယ်အဲ့ဒီတရားမင်းအဲ့ဒီပန္တုကဗလာမြတ်ကြောက်ဖြာပေါ်မှာမြတ်စွာဘုရားကိုသတင်းသုံးဖို့နေရာညွှန်းပါမြတ်စွာဘုရားပန္တုကဗလာမြတ်ကြောက်ဖြာပေါ်မှာသတင်းသုံးတော့မယ်လဲဆိုရောတရားမင်းစဉ်းစားတယ်ဩတဲ့ပန္တုကဗလာမြတ်ကြောက်ဖြာကြီးဟာကြီးမားကျယ်ပြန့်လွန်းတယ်တဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်တော်ကသေးသေးလေးရဲ့တဲ့ဒီကျယ်ပြန့်တဲ့ပလင်ကြီးပေါ်မှာဘုရားထိုင်လိုက်ရင်တော့သကောရဲ့အလယ်မှာစာဝတိငှက်နာသလိုဖြစ်တော့မယ်တဲ့ပလင်တော်အကျယ်ဝန်းအချီးနှီးဖြစ်တော့မှာပဲတဲ့တရားဖယားကိုအထင်သေးတာဘယ်သာကြီးဖယားအထင်သေးတာတရားမင်းဘယ်မင်းတို့လူမင်းမှုတ်ဖူးတရားမင်းဖယားအထင်သေးတဲ့အတွေ့အမြတ်စွာဘုရားသိတယ်သိတော့ဘာလုပ်တယ်လဲဆိုကိုရောမြတ်ခြုံတဲ့နထသင်္ကန်းကြီးကိုအေယာမသင်္ကန်းကြီးဖြစ်အောင်ဖန်ဆင်းချတာဖန်ဆင်းပြီးတော့မှအဲ့အလျာယုဒနာ60အနံယုဒနာ90ကျေပြန့်တဲ့ပလင်တော်ကိုနထသင်္ကန်းကြီးနဲ့လွှမ်းအုပ်ပလိုက်တာတရားမင်း
နည်းနည်းအာသင့်သွားတယ်ဩတဲ့နထသင်္ကန်းကြီးတော့အကြီးကြီးဖန်ဆင်းတာတော့ဟုတ်ပြီတဲ့ခန္ဓာကိုယ်တော်ကတော့သီးသီးမွားမွားနဲ့ပဲထိုင်မှနဲ့တူပါတယ်တဲ့အောင်မတရားကဖယားကိုအထင်သေးတော့အဲ့ဒီမှာမြတ်စွာဘုရားကအင်မတန်ကြီးမားခန့်ထည်တဲ့ခန္ဓာကိုယ်တော်ကြီးဖန်ဆင်းလိုက်ဖန်ဆင်းပြီးမှပန္တုကဗလာမြတ်ကြောက်ဖျားပေါ်တင်ပလင်ွယ်လဲထိုင်လိုက်ကောဒီဘက်ဒူးကောင်းနဲ့အလျားယူသလား60ရှိတဲ့ပလင်ရဲ့ဟိုဘက်ထိတ်နဲ့အကတ်ဘယ်ဘက်ဒူးကောင်းနဲ့ဟိုဘက်ထိတ်နဲ့အကတ်အဲ့ဒီကြမှာတရားမင်းဖယားအထင်သေးမိတာကိုတောင်းမှန်ရှာတယ်တဲ့တရားကတော့တောင်းမှန်တယ်နော်တောင်းမှန်တယ်ထင်သေးမိတာကိုလူတွေကဘုန်းကြီးပြမပြီးရင်တောင်းမှန်မှာအတော်ဝင်လေးကြတယ်ထင်တာပါပဲမာနဘာလိမြတ်စွာဘုရားတာဝရိန္ဒာနတ်ပြည်ရောက်သွားပြီမြတ်စွာဘုရားပဲရောက်သွားပါလိမ့်အခုနတော့ယမီးစုံတကိုးကုံဖူးမြော်မောင်ဝကြီးညိုမဆိုးဖူးမြော်ဒုမှပြုတ်ခနဲဆိုအနောက်ကျွန်းသောနေဝွန်ကြီးမြုပ်ပြီးတော့ပျောက်ကွယ်သွားသလိုလာပြီဝွန်ကြီးတိမ်တိုက်ထဲသို့မြုပ်ဝင်သွားသလိုဖယားရုပ်တည်းဖြုတ်ဆိုပျောက်သွားတော့ဖယားမှုပေတတ်တွေဟာကနေဟင်ကနေဖြစ်ပြီးမှအဲ့ဒီမှာပေတတ်တွေငိုကြတယ်တဲ့ဗျဘုရားဘုပေတတ်တွေဘာဖြစ်ကုန်ပါလိမ့်ခတောနုစိတ်တကုတံဝါကီလတံဝါယုဂန္တရံနာနောဒိခိမုတံဗုဒ္ဓံလောကဇိထံနရတဗံတတ္တလုံနဗြဟ္မတ္တဝရုဣဇယတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်စိတ်တကုတံဝါစိတ်တကုတောင်သို့၎င်းကီလတံဝါကီလတတောင်သို့၎င်းယုဂန္တရံဝါယုဂန္တုတောင်ထိတ်သို့၎င်းကတောနုခောကြွား၍မြတ်သွားလေပြီလားနောဘုရားဘုပိတဖြစ်ကြတဲ့ငါတို့တွေသည်လောကစေထံလူနာဗြဟ္မတတ္တဝရုအကြီးအမှုဦးစီးကောင်းဆောင်လည်းဖြစ်တော်မူပါပေထသောနရတဗံလူနကောင်းအောင်တောင်းအထောင်ဤကောင်းဆောင်ရှေသောယောက်ျားအာဇာနည်လည်းဖြစ်တော်မူပါပေထသောတံဗုဒ္ဓညေအတန်တရားပိုင်းခြားသည်ဖြင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဒါနိဣဒံဒီယခုအခါကာလ၌နာတခေမှုတို့ဖူးမြင်ခွင့်မရနိုင်ပါတော့ပြီတကားမြတ်စွာဘုရားဘယ်များကြွသွားပါလိမ့်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်စိတ်တကုတောင်စီသို့ပဲကြွသွားလိပြီလားကိလာတတောင်သို့ပဲကြွမြန်၍သွားလိပြီလားယုဂန္တုတောင်ထိပ်သို့ပဲပျောက်ကွယ်သွားပြီလားလို့လူနာဗြဟ္မတတ္တဝရု၏အကြည်အမှုဦးစီးခေါင်းဆောင်ဖြစ်တော်မူပါတဲ့မြတ်စွာဘုရားလူနာကောင်းအောင်တောင်းအထောင်ဤခေါင်းဆောင်ရှိသောယောက်ျားအာဇာနည်ဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုတို့ဖူးမြင်ခွင့်ရဖို့မလွယ်ပြီလို့ဘုရားပျောက်သွားလို့ပရိသတ်တွေငိုကြတာတဲ့ဘုရားပျောက်သွားတော့ပရိသတ်တွေဘာဖြစ်ကုန်ကြဒီမှာမဲဖောက်မဲ့ဘုရားတော့မပျောက်သေးဘူးရေစက်မချခင်ဖောက်မယ်ဟုတ်ပါလားပရိသတ်ကြီးအိမ်ရောက်ရင်ဒီတကိုးကုံနေကြည်ညိုတတ်အောင်တရားကိုနာသွားကြဒီတော့တရားမြင်သည့်အခြင်းပညာရှိဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပဝိဝေကရတောလူသူပြိတ္တတိစိယအယတ္တုမွေလျောပျော်ပိုက်တော်မူသွားပြီဖြစ်၍ပုဏ္ဏနောက်တတဗံဣမံလောကံဟောရိလူပြည်လူရလူလောကရကြီးသူနာဣဟိတိကြွလာတော့မှမဟုတ်ဘူးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဧကန္နရှင်နိုးတော်မူသွားပြီဒါကြောင့်လူသူပြိတ္တတိစိတ်ရာဘယ်သူမှမတွေ့နိုင်တဲ့အရာချင်းကပ်တော်မူသွားပြီတို့ထံဖယားပြန်ကြွလာမှမဟုတ်ဘူးလို့နောဘုရားဘုပိတဖြစ်ကြတဲ့ငါတို့တွေသည်လောကစိထံလူနာဗြဟ္မတတ္တဝါတို့အကြည်အမှုဦးစီးကောင်းဆောင်လည်းဖြစ်တော်မူပါပေထသော
နာရသဗံလူနာကောင်းအောင်သောအထောင်ဤကောင်းဆောင်ရှေသောယောက်ျားအာဇာနည်လည်းဖြစ်တော်မူပါဝေထသောတံဗုဒ္ဓညေယတံတရားပိုင်းခြားသိမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနတ်တခေမှုတို့ဖူးမြင်ခွင့်မရနိုင်တော့ပြီတကားလို့တို့ဖျားပုတ်ခွင့်တော့ရမှာမဟုတ်တော့ဘူးငိုးကုန်ကြဒါချို့ကလည်းအဲ့ဒီမှာအရှင်မောက္ကလန်စီဝိုင်းအောင်သွားတယ်အရှင်ဘုရားမောက္ကလန်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘယ်ကြွသွားပြီလေဖျားမရှိတော့ပြီတပည့်တော်တို့ဖူးခွင့်မရပြီရှင်မောက္ကလန်ကအနုရုဒ္ဓံပု္ပ္ပထားတယ်သိတယ်မဖြစ်ဘူးသူဓမ္မဂုံကိုပေါ်လွင်စေခြင်းလို့အနုရုဒ္ဓကိုသွားမေးပါတဲ့ဆိုတော့ဗန္တိရှင်ဗျံနုရုဒ္ဓသတ္ထလူနဗျမတတ္တဝရိဆရာတစုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ကဟံဘေမာနိဖယဘေကြွသွားပါသနိဖယမြတ်စွာဘုရားဘေကြွသွားတာလဲဖယဆိုတော့အရှင်နုရုဒ္ဓကအာဟုသောဩတရားဓမ္မပေါင်းသူတော်ကောင်းတို့တတ္တလူနဗျမတတ္တဝရိဆရာတစုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်တာဝရိန္တဘဝနေတာဝရိန္တနတ်ပြည်၌မာရိစရကမူလမိပင်လုံးယူဇနာ90အဝန်းယူဇနာတရားစိမ့်ပြဆိုပြင်းမြရောင်ဝေသည့်နတ်ပြည်သင်မင်းပင်လည်းကတဲ့ပင်ရင်၌မနုကဗလနာမဂေတိလာတန္တိအလယံယူဇနာ60အနံယူဇနာ50တင့်တဲ့ရောင်လျံခေါင်ယံဗမာကဗလာနုနုမြပန္တု၌ဝတ္တံဝါသုဥပကံဝကရောက်တော်မူသည်ဖြစ်၍မာတုမြင့်မို့တောင်ဥမကကျူသည်ကျေးဇူးအရှင်မွေးသမီးခင်ဖြစ်ခဲ့တဲ့မေရောတန်တုတ်တိဒါနသာအားအဘိဓမ္မပိဋကံအဘိဓမ္မခုနှစ်ကျမ်းဒေသနာကိုတေတေတုံဟောပေါ်ညွန်ပြပြီးမှကျေးဇူးဆက်ခြင်းကကတော်ကြွသွားတော်မူခြင်းဖြစ်ပါတယ်လို့အာယတမနုရုဒ္ဓရှင်နုရုဒ္ဓမထေရမြတ်သည်ဝိသေစေတိကောင်းစွာမသွေဖြစ်ကြတော်မူလိုက်ပါပေသတည်းမြတ်စွာဘုရားတာဝရိန္ဒာနတ်ပြည်ကြွသွားပြီဘယ်ကြွသွားတော့ကြွရခြင်းရဲ့ရည်ရွယ်ချက်အကြောင်းကတော့မေရောဖြစ်ခဲ့တယ်မေရောမာယာဆိုတာကဘုရားအလောင်းကိုမွေးဖွားပြီး9ရက်ဆိုရင်သုတိပြည့်ကျွေအသက်သေးသွားဘုရားအလောင်းရဲ့မေရောများဟာသုတိပြည့်ကျွေသေပြီးတဲ့နောက်တုတိတာနတ်ပြည်မှာနတ်သားဖြစ်တာဓမ္မတာတဲ့အဲ့ဒီမေရောမိနတ်သားကိုအဘိဓမ္မာတရားနဲ့ကျေးဇူးဆက်ဖို့ကြွသွားတာအမိနိုဘုဆက်ဖို့မလုပ်ဖို့လေဒါဖြင့်မြတ်စွာဘုရားဘယ်တော့ပြန်ကြွလာမှာတုံးဖျားဝိုင်းလျှောက်ကြတော့တရင်ကျွတ်လပြည့်မဟာပဝရဏနေအမိနိုဘုခြေတော်နေပေသာကြီးတို့ဖယ်နေတယ်အမိနိုဘုကြည်တဲ့နေ့မှာပြန်ကြွလာလိမ့်မယ်အဲကြမှာဘုရားဘုပေတတ်တယ်ရင်အေးသွားတယ်ဘုရားတော့တို့စီပြန်ကြွအောင်မှာဟဲ့ဒါပြီးမဲ့လို့ငါတို့အယတ်ဒေတာအဝိဇ္ဇာလာခဲ့ရတာတဲ့နတ်ပြည်ကပြန်ဆင်းတဲ့ဘုရားကိုတို့ဖူးပြီးမှပြန်မယ်တဲ့ဒီမှာပဲစောင့်မယ်တဲ့ဟွာတွင်3လတို့အိမ်မပြန်တော့ဘူးတဲ့ကဲဘုရားဖူးဖို့နတ်ပြည်ကဆင်းတဲ့ဘုရားဖူးဖို့ဝါတွင်3လစောင့်နေကြတာဥပုပ်ရဲ့ရှေစောင့်ပြီးမှဘုရားဖူးဖို့စောင့်တာဇွဲမကောင်းလားကောင်းသလားဒီပရိသတ်ကြီးနေတော့မတိမ်မရင်ရှိမှာတရားလေး2နာရီလောက်ကိုထိုင်းနာရတာကိုငိုက်ပလားဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒီမှာဘုရားမဲဖောက်မှာမလို့ကြောက်ကဘုရားဂုံတွေတကိုးတွေဟောပြနေတာဒီဘုရားမဲပေါက်လို့အိမ်ရောက်ပြီးတော့တခါတည်းဘုရားမေ့ထားလို့တော့ဘုရားဘာကုသိုလ်မှတိုးမှာမဟုတ်ဘူးသဘောပေါက်ရလားဘုရားကိုပန်းတော်တွေဆွမ်းတော်တွေရေချမ်းတော်တွေကပ်ပြီးဆိုရင်အခုနာခဲ့တရားဒီတရားကိုအာယုပြုတ်ပြီးမှဒုကိုးွယ်တဲ့ဘုရားဟာဒီဂုံတွေရှိတယ်ဘုရားဟောဒီလောက်ကြီးကျယ်တဲ့ဉာဏ်ပညာတွေရှိတော်မူတဲ့ဘုရားဟောဒီလောက်တပ်ပယ်တော်မူတဲ့ဘုရားဟောဒီလောက်မနေမနာသာသနာအလုတ်လုပ်တော်မူတဲ့ဘုရား
ဒီလိုကြည်ညိုတတ်ရတယ်မှားရလားပိဋကကြီးတို့အဲ့မှာဘုရားဘုပိဋကရက်ရှိဥပုသ်ဆောင်မပြန်ဘူးသုလအနာရဘိန်တထေးကနေ့အတွက်အာဟာရကျွေးတဲ့အရှင်မောဂလန်တို့အရှင်တို့ဓာတို့ကလည်းတကူးနဲ့စောင့်ရှောက်တယ်ဒီလောက်များတဲ့လူတို့ပိဋကစွန့်ပစ်တဲ့အညစ်အကြေးကိုပထဝီဝိဝရံအထာတိမြေကြီးကဟင်းလင်းပွင့်ပွင့်ပြီးသိမ့်စီပေးတဲ့အာကာသမေဝနေတံစရဏံလို့စာကပြောတယ်အရှင်မောဂလန်တို့ကတကူဘုရားကိုဖူးခြင်းနဲ့သူတို့ရဲ့သရတရားဟောကြောင့်မိုးတွင်းပေမဲ့မိုးမစွတ်ဘူးတဲ့ဗျဝါတွင်း3လမန္တလာတို့မြတ်စွာဘုရားကတော့တာဝိန္ဒနတ်ပြည်ပင်လေကတိပင်အောက်ကပန္ဓုကဗလမြတ်ကြောက်ဖြာပေါ်မှာနီလရောင်ကြီးတော်ပိတရောင်ကြီးတော်လောဟိတရောင်ကြီးတော်ဩဒါတဆိုတဲ့ဖြူဖွေးတဲ့ရောင်ကြီးတော်ညိုမောင်းနဲ့မင်းစိတ်ဓာတ်ရောင်ကြီးတော်ပြိုးပြိုးပြက်ပြက်လဲလဲကွန်မြုံနေတဲ့ပပတ္တရရောင်ကြီးတော်လို့ရောင်ကြီးတော်6သွဲတွေကွန်မြုပ်ပြီးမှတနင်းသုံးဆန်နေတဲ့အခါမာတာကျေးဇူးအရှင်ဘုဒ္ဓမိခင်ဖြစ်ခဲ့တဲ့မေရောတန်တုတ်တိတာနတ်သားဒီတုတိတဝိမာနတောတုတိတနတ်ပြည်မသမအာဂနဝဖျားရှိရသို့ရောက်လာသည်ဖြစ်၍တခိဏပတ္တိမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤလက်ရဘက်နှဘေး၌နေသည်တိထိုင်နေလိုက်ပြီပထမဦးဆုံးရောက်လာဩသာဖျားနတ်ပြည်တက်ပြီးတို့ကျေးဇူးဆက်ဖို့ရောက်လာပါလားလို့သိတော့မေတော်မိနတာတုတိတနတ်ပြန်ဆင်းလာနတ်တော်ဘုရားရဲ့ပန္တုကပလမြတ်ကြောက်ဖြာရဲ့ဒီလိုညာဘက်ဘေးနားလေးမှာလက်အုပ်ချီပြီးသားဖျားကိုမမိတ်သောမျက်စိနဲ့ဖူးနေတန်တုတ်တိတနတ်သားပေတကြီးတို့ပဲနတ်သားအိန္ဒကိုဒီဝဗုဒ္ဓပိအိန္ဒကနတ်သားသည်လည်းပဲအာဂန္ဓဝတ္တရားဝေသပင်သို့ရောက်လာသည်ဖြစ်၍တခိဏပတ္တိယဝလက်ရဘနဘေ၌သာလင်နေသည်ရိထိုင်နေလိုက်ပြန်ပြီးအဲ့မေတော်မိရသားကိုနောက်နန်းလေးကညာဘက်ကနေပဲထိုင်လိုက်တာကတော့အိန္ဒကနတ်သားတဲ့မေတော်မိနသားရဲ့နောက်နန်းကထိုင်တာဘယ်သူတဲ့အင်္ဂုရောပိအင်္ဂုရဏတတိလည်းပဲတမဂမန္တရားဘွယ်သပင်သို့အာဂန္ဓဝါရောက်လာသည်ဖြစ်၍ဝါမပတ္တိပန္တုကဗလမြတ်ကြောက်ဖြာရဲ့လက်ဝဲဘက်နဘေး၌နေသည်ရီထိုင်နေလိုက်ပြီဒီလက်ဝဲဘက်နာကထိုင်တဲ့နတ်သားကတော့အင်္ဂုရဏသားတဲ့လက်ဝဲဘက်ကဘယ်နတ်သားတော့အဲ့မှာနတ်တီရောဗျမ္မာတွေကိုပိဋကကြီးတို့ရေအဘိဓမ္မာတရားနာဖို့တဖွဲဖွဲရောက်ရှိလာပါတယ်ဓာတတုလောကဓာတုတုတံနိပတိတဝါနဒေဝတာဘယေရူပတန္တိတံဗုဒ္ဓံဝတ္တန္တံနဂမုဒ္ဒနိဓာတတုလောကဓာတုတုစัจ java လာပေါင်းတိုက်တသောတို့၌ဝတ္တန္တာကြည်သာချမ်းမြနေထိုင်ကြကုန်သောဒေဝတာနဗျမပရိသအပေါင်းတို့သည်တန်နိပတိတဝါနစုယုံကြကုန်သည်ဖြစ်၍နာဂမုဒ္ဒနိမြင့်မိုးတောင်ထိတ်၌ဝတ္တန္တံတရင်သုံးဆန်နေတော်မူသောတံဗုဒ္ဓညေယတံတရားပိုင်းခြားသိမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအထံသို့ပယိရူပတန္တိတဖြည်းဖြည်းနဲ့ချင်းကပ်ရောက်ရှိ၍လာကြပါပေကုန်တည်းနတ်ပြည်6ထပ်ကနတ်တွေတဲ့ဗြဟ္မပြည်ကဗြဟ္မာရီတဖွဲဖွဲနဲ့ရောက်လာတာနတ်တွေရဲ့ခန္ဓာကိုယ်ကလည်းပဲကိုယ်ရောင်တွေဟာဖိတ်ဖိတ်တော့ဗြဟ္မာရီဟာလည်းဗြဟ္မာရီရဲ့ကိုယ်ရောင်ရှိတာပဲအဲ့ဒီတဝရိန္ဒနတ်ပြည်မှာနတ်ဒီဗြဟ္မာရီရဲ့ခန္ဓာကိုယ်ကထွက်တဲ့အယောင်တွေကလည်းတဖိတ်ဖိတ်တလဲလဲတောက်နေတယ်တဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်တော်ကရောင်ကြီးတော်6သွဲတွေတလဲလဲကွန်မြူနေတာကလည်းပဲအော်ကြည်နူးမစိုးအဲ့ဒီနတ်ဗြဟ္မာရီအကုန်လုံးပေါင်းတဲ့အယောင်တွေကပရိသတ်ကြီးပန္တုကပလမြတ်ကြောက်ဖြာပေါ်တရင်သုံးနေတဲ့ဘုရားရဲ့ခန္ဓာကိုယ်ကထွက်တဲ့ရောင်ကြီးတော်တွေကိုမလွှမ်းမိုးနိုင်နတ်တွေအကုန်လုံးရဲ့အယောင်တွေစုပေါင်းတာတောင်မှပိဋကကြီးဘုရားရဲ့ရောင်ကြီးတော်ကိုတာရဲ့လား
နာကောစီဒီဝဝန္နေနာတံဗုဒ္ဓတဝီရောစတိသဗ္ဗေဒေဝေအတိကမ္မသံဗုဒ္ဓောဝဝီရောစတိကောစီတစုံတို့သောဒီဝမူရန်ွယ်လာနတ်မြမာသည်ဝန္နေနာကိုယုံကိုဝါအပြင်တံဗုဒ္ဓသာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတဲ့နာဝီရောစတိတာလွန်ပြီးတော့မထွန်းလင်းမတောက်ပနိုင်ရှာကြချေတံဗုဒ္ဓဝါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသာလင်သဗ္ဗိဒီဝေအလုံးစုံသောနတ်မြမာပိသအပေါင်းတို့ကိုဝန္နေနနီလပိတလောဟိတဩတတမင်စိတ်တပပတရဆိုတဲ့ရောင်ကြီးတော်6သွဲအပြင်အတိတ်ကမ္မကြော်လွန်ဖုံးလွှမ်းတော်မူသည်ဖြစ်၍အတိရောဇတိကောင်းစွာမသွေအတာလွန်ဆုံးထွန်းတောက်ပါ၍နေတော်မူပါပေသတည်းမြတ်စွာဘုရားရဲ့ရောင်ကြီးတော်6သွဲကနတ်မြမာတို့ရဲ့ကိုယ်ရောင်တွေအကုန်လုံးကိုလွှမ်းအုပ်ဖုံးပြီးမှတင့်တယ်တောက်ပတော်မူနေပါတယ်အဲ့ဒီလိုနတ်မြမာတွေတဲ့တပွဲပွဲရောက်လာရမှာပိဿကြီးဟိုမေရောမိနတ်သားရဲ့နောက်နားမှာထိုင်တဲ့အိန္ဒကနတ်သားကသူ့နေရာသူမှာရောက်ကြတဲ့အိန္ဒိယရထိုင်နေဒီလက်ဝဲဘက်မှာထိုင်တဲ့အင်ကုရနတ်သားကြတော့အဲ့လိုမဟုတ်သူ့တဲ့တကိုးကြီးတဲ့နတ်မြမာတွေရောက်လာတော့သူကနောက်ဆုတ်ပေးလိုက်ရတာနောက်ဆုံးဘယ်ရောက်သွားတော့ဟိုးဆက်နယူဇနာနတ်ပရိသတ်ရဲ့အစွန်ကိုရောက်သွားတယ်အင်ကုရနတ်သားဘေဒအစွန်ရောက်သွားတာဘယ်နတ်သားတော့ဟိုနဲ့အိန္ဒကနတ်သားသူ့နေရာသူအိန္ဒိယရပဲထိုင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားကသာသနာတွင်ဒါနနဲ့သာသနာပဒါနအကျိုးပေးကွာဟဘုံကိုနတ်မြမာတွေကဟိုဖယားဖို့စောင့်နေတဲ့အောက်ကပိဋကတ်တွေကိုသိစေခြင်းလုံးလို့နတ်ပြည်မှာဒါနတရားဟောတာဗာတရားတဲ့အဲ့ဒီတရားကိုဟိုအောက်ကဘုရားဖို့စောင့်နေတဲ့ပိဋကတ်တရားတွေကြားရတဲ့ဟိုပိဋကတ်အစွန်ရောက်သွားတဲ့အင်္ဂုရနတ်သားကိုလှမ်းပြီးမှမြတ်စွာဘုရားကဘာမိတ်လို့ဆိုတော့အင်္ဂုရနတ်သားတဲ့တရားသင်သည်မဟာဒါနံထမင်းဤချုံစီကြီးစွာသောအလိုဒါနကိုဒိဏနာနုပေးလှူအပ်ခဲ့သည်မဟုတ်တုံလောအင်္ဂုရနတ်သားကသာသနာပကာလမှာဖိုကနောက်တီစီတံပြီးမှအဲ့မှာအများကြီးချက်ပြုတ်ပြီးမှထမင်းချုံစီမောင်းတီးပြီးလှူဒန်းခဲ့တဲ့ဒါနကောင်းဖို့ကြောင့်နတ်ပြည်ရောက်လာတာသာသနာပကာလမှာဘယ်သာကြီးဘယ်ကာလအဲ့ဒီကောင်းမှုကြောင့်သူကနတ်ဖြစ်လာတာဆိုတော့ဘုရားသိတယ်တရားသင်သည်မာဒါနတမင်းရေချောင်းစီကြီးစွာသောလူဒါနကိုဒိဏနာတို့ပေးလူအပ်ခဲ့သည်မဟုတ်တုံလောမမငါဘုရားရှင်တန်တိကေနိနာ၌နိတိဒိဋ္ဌဝါထိုင်နေရပြီးမှမဟိတိကေသူတကူကြီးကြကုန်သောဒီဝေသူနတ်မြတ်မှာပိသတ်တို့သည်အာကိသန္တေသူရောက်လာကြကုန်သည်ရှိသောအပကဏဝနောက်သို့ဆုတ်ခွာဖယ်ရှားပေးရသည်ဖြစ်၍နိတိတိထိုင်နေရ၏ဣဋ္ဌဤသို့ဖြစ်ရခြင်း၌ကာရဏအကြောင်းကအဘယ်ပါနည်းမမငါဘုရားရှင်တန်တိကေအနိနာသို့အာကိစ္စလာခဲ့ပါလောဟုတ်ပေတာအစွန်ရောက်နေတဲ့အင်ကုရနတ်သားကိုဘုရားလှမ်းပြီးတော့မေးတာအဲ့ဒီမှာအင်ကုရနတ်သားကဟိုးနတ်ပိတ္တအစွန်ကနေလက်အုပ်ချီပြီးမှဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားဒက္ခိနေယေနာမြတ်သောအလှကံပုဂ္ဂိုလ်ဖြင့်သုံးညတန်စိတ်သုံး၍နေခဲ့ပါသောမေရှံဘုရားတပည့်တော်ဤမဟာဒါနသာသနာပကာလမှာလှူဒန်းခဲ့တဲ့ထမင်းကြီးချောင်းစီမောင်းတီးပြီးတော့လှူဒန်းခဲ့တဲ့အလှဒါနကြီးသည်မေဘုရားတပည့်တော်အတွက်ကေအဘယ်အကျိုးရှိမှာလဲလို့ဘုရားထမင်းချောင်းစီမောင်းတီးပြီးကြီးကျယ်လှူခဲ့တာတော့ဟုတ်ပါတယ်ဘုရားသို့တော်သာသနာပကာလမှာမြတ်သောအလှကံမရပါပေသကြီးတို့ဘာမရဘူးတဲ့တိလတမာရိပညာပြည့်ဝတယ်မြတ်သောလူကံပုဂ္ဂိုလ်မရရှိခဲ့လို့မို့တပည့်တော်ရဲ့အလှသည်တဲ့အကျိုးမကြီးမားတဲ့အတွက်အကျိုးပေးမထက်တန်တဲ့အတွက်
တကူကြီးတဲ့နတ်ဗျမာတွေရောက်လာတဲ့အခါဘုရားတပည့်တော်နောက်ဆုတ်ပေးရခြင်းဖြစ်ပါ၏ဗျာအိန္ဒကနတ်သားဟိုနာသူ့နေရာသူထိုင်းနေဖယ်မပေးရဘူးအဲ့ဒီအိန္ဒကနတ်သားကိုသူကလှမ်းရည်ညွှန်းပြီးမှဗန္ဒေဘုံတော်ကြီးမာတော်မူပါသောမြတ်စွာဘုရားအယံအိန္ဒကောယေကောဟောဟောမြတ်စွာဘုရားရှင်ရဲ့လက်ရာပဲမေရောမိနတရဲ့နောက်နာမှာထိုင်းနေတဲ့အိန္ဒကနတ်သားဒီကဤသောအဲ့ဒီအိန္ဒကနတ်သားဒီကပရိဒကံတဇွန်တယောက်မှအနေငယ်မြတ်သောဒါနံဆွန်အလူဒါနကိုဒေဇသာသနာတွင်ကာလမှပေးလူခဲ့ရသည်ဖြစ်၍အဲ့အိန္ဒကနတ်သားသာသနာတွင်ကာလမှာဆွန်လေးတဇွန်တယောက်မှလေအရှင်အနုရုဒ္ဓကိုသူကဆွန်လောင်းခဲ့တာတဲ့အဲ့တဇွန်တယောက်မှဆွန်လောင်းခဲ့တဲ့ကောင်းမှုနဲ့နတ်ဖြစ်လာတာတဲ့အိန္ဒကနတ်သားဘယ်သာကြီးပဲနတ်သားတော့သာသနာတွင်ကာလဆိုတဇွန်တယောက်မှလှူတာပဲမဲ့အလှူခံပုဂ္ဂိုလ်ကပေးတဲ့ဣရသမารိပညာဂုံကျေးဇူးမရှိဘူးလားရှိသလားပရိဒကံတဇွန်တယောက်မှနေငယ်မြတ်သောဒါနံဆွန်အလူဒါနကိုဒိဇသာသနာတွင်ကာလမှပေးလူခဲ့ရသည်ဖြစ်၍တာရဂဏိចេတာယတို့ရဲ့လည်းမစံတော်လာဝန်းကြီးသည်အတ္တိရောစတိယထာအလုံးသောចេတာယတွေထက်သာလွန်ပြီးတော့ထွန်းလင်းတောက်ပ၍နေသလိုသောအိန္ဒကိုရေခေါ်ထုမေရောမိနတရဲ့နောင်နာမထိုင်နေတဲ့အိန္ဒကနတ်သားဒီကဒေဝပရိသမေဇေနဗျမပိသတ်တို့ရဲ့အလယ်မှာအမေဘယတပိတော်တို့ထက်အတ္တိရောစတိလာဝန်းကြီးတထံသာလွန်ပြီးထွန်းလင်းတောက်ပ၍နေရခြင်းဖြစ်ပါ၏မြတ်စွာဘုရားအဲ့ဒီအိန္ဒကနတ်သားဟာသာသနာတွင်ကာလမှာတဇွန်တယောက်မှလေအခုဓမ္မပိသတ်တွေမန္တလေးရွှေမြို့သူရွှေမြို့သားတွေနေတိုင်းဆွမ်းမလောင်ဘူးလားလွန်သလားသာသနာတွင်ကာလမှာလားသာသနာပကာလမှာလားဒီတန်ဖိုးကိုသိကြသာသနာပလှူခဲ့တာဟိုမှာထမင်းချောင်းစီမောင်းတီလှူတာသာသနာတွင်တစုံတယောက်မှလှူတဲ့အိန္ဒကနတ်သားနဲ့ဘုံတကူချင်းတူရဲ့လားမတူဘူးအကျိုးပေးခြင်းတူရဲ့လားကိုရောင်ကိုဝါချင်းတူရဲ့လားအဲ့ဒါပိဿတ်တွေကိုတန်ဖိုးသိဖို့ရတို့သာသနာတွင်ကာလကြုံနေရတာဘုရားတရားတွေနာခွင့်ရနေတာဩသာသနာ2552နှစ်ကြာသည့်တိုင်အောင်ဒီတရားတွေမကွယ်မပြောက်တာတန်ခကျေစုဘသူတွေရဲ့ကျေစုတော့အင်္ဂါတော်တွေစာပေပရိယမပုတ်မချတော့ဘူးမသိမအံတော့ဘူးစာသင်တိုက်တွေအကုန်လုံးကအတန်တိတ်ကုန်ပြီလူတွေလည်းကိုယ်စည်းပွားရေးတော့ကိုယ်ပဲစိတ်ဝင်စားတဲ့ဘာသာရေးမပေးတော့ဘူးဆိုရင်ဒီတိုင်းပြည်မှာသာသနာကွယ်သွားမယ်သဘောပေါက်ရလားဒါကြောင့်တဇွန်ပြောင်းမှပဲဖြစ်စေဟင်းကောင်းသည်မကောင်းသည်ဖြစ်စေငါပြီးချက်ကလေးနဲ့အတူလေးနဲ့လေစာသင်သားဘဝမှာမြိန်တာပဲမှန်လားပြည့်တယ်ကြီးဓမ္မဂတိကအကျော်အမော်တွေဖြစ်ကမ္မထာနာစရိယအကျော်အမော်တွေဖြစ်ပြီးဆိုရင်ဟလာဘွဲ့ရုဂုံလူတွေဒေါက်တာဘွဲ့တွေဟလာဂုရုဘွဲ့တွေတတိတန်းကြီးနဲ့ဖြစ်ပြီးတော့လူတွေကလူကြတန်းကြပေါ်ရှမ်းနေတာပဲမစားနိုင်တော့အဲ့ကြတော့အသက်အရွယ်လည်းကြီးသွားပြီစီးကြိုတို့သွေးတို့ကလည်းဝင်လာပြီမစားနိုင်မှာခင်ဗျားတို့ဆိုကြွေးတယ်တော်တော်ခက်တယ်ပိဿတ်ကြီးတကယ်ငတ်တာစာသင်သားဘွားပါဦးဇင်းတို့မမေ့ဘူးမစိုးရိမ်မှစာသင်ခဲ့တယ်မန်းလေးစာရောက်တဲ့နှစ်ဟလားမိုးတွေလည်းကောင်းလိုက်တာဆွမ်းခံရတာစိတ်မန်းနဲ့မှာစိတ်မန်းနဲ့အနှိမ့်မို့လားနေတော့ရေတွေလွှမ်းလို့ဆွမ်းခံတဲ့နဲ့ရေပြည့်နေဆွမ်းခံလို့မရတော့ဒုက္ခရောက်ရောဘုံလောင်းတူးစားခဲ့ရတယ်ဘုံလောင်းတူးစားခဲ့တာမမေ့ပါဘူးပိဿတ်ကြီးတို့ဘုံလောင်းနေအများကြီးရှင်သိကောင်းတယ်ဆွမ်းခံအိမ်မရှိတဲ့ကိုရိုတွေအများကြီးရှိတယ်အဲကြောင့်ဘုံလောင်းဟာဥပုသ်နေ့မှာလောင်းကောင်းတာမဟုတ်ပါဘူးကြံတဲ့နေ့တွေလည်းလောင်းကောင်းတယ်ဟုတ်လားပိဿတ်ကြီးတို့အဲတော့တစွန်းတယောက်မှလေးပဲဖြစ်ဖြစ်တို့သာသနာတွင်ကာလမှာဗုဒ္ဓသာသနာကိုစောင့်ရှောက်ခွင့်ရတယ်ဆိုတဲ့စိတ်နဲ့ရိုးရိုးသေးသေးလောင်းကြမှန်လားပိဿတ်ကြီးအဲ့မှာမြတ်စွာဘုရားအိန္ဒကနတ်သားကိုတဖန်မေးအောင်အိန္ဒကနတ်သားတင်ကတော့ရောက်ကြတဲ့ဒီနားမှာအိန္ဒိယထိုင်းနေတယ်တဲ့အင်္ဂုရနတ်သားလို့
တကောကြီးတဲ့နတ်မြမာတွေရောက်လာတော့သင်ဖယ်မပေးရဘူးတဲ့အဲ့ဒါဘာကြောင့်လို့လဲဆိုတော့ဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားအဟံတပိတော်သည်ဒုက္ခတေလေယမြေကောင်း၌ကောင်းတဲ့မြေစီမြေလွမ်းမြေဩဇာတွေပြည့်နေတဲ့ကောင်းမြတ်သောလေယမြေကွက်၌အပကဘိဇံအနေငယ်သောမျိုးစေ့ကိုဝပနကတကောဝိယစိုက်ပျိုးတဲ့လေသမားလိုဒက္ခိနေယတံပတံမြတ်သောအလှကံပုဂ္ဂိုလ်၏ပြည့်စုံခြင်းကိုလက်ထံဖရာတပည့်တော်ရရှိခဲ့ပါ၏မြတ်စွာဘုရားတပည့်တော်ကတော့ကောင်းမြတ်တဲ့လေယာမြေမှာမြေစီမြေလွှမ်းမြေဩဇာတွေပဂတိကောင်းမွန်တဲ့မြေကွက်ထဲမှာမျိုးစေ့အနေငယ်လေးစိုက်ပျိုးပြီးမယ်လို့ပေးတတ်ကြီးအသီးနှံကမဖွင့်ပြိုးဘူးလားမြေအကောင်းတယ်လေပိုင်းလားပေးတတ်ကြီးသာသနာတွင်ကာလမှာအလှကံပုဂ္ဂိုလ်တွေကဒုက္ခတာသီလသမာဓိပညာပြည့်ဝတဲ့အလှကံပုဂ္ဂိုလ်တွေကလေယာမြေကောင်းနဲ့တူတယ်တဲ့အဲ့မှာဧရကနတဥပမာအမျိုးမျိုးနဲ့လျှောက်တာပါကြက်တီးကုန်းဖြစ်တဲ့ဘာမှမြေစီမြေလွှာမြေဩဇာဘာမှမရှိတဲ့ကြက်တီးကုန်းဖြစ်တဲ့လေယာမြေမှာပရိသတ်ကြီးတို့မျိုးစေ့တွေအများကြီးကျဲအပင်တန်မမလားမြေကကြက်တီးကုန်းမြေစီမြေဩဇာမှမရှိတာအဲ့လိုဆိုရင်အသီးနှံရောဖွင့်ပြိုးပါမလားမဖွင့်ပြိုးရင်လေလုတ်တဲ့လေသမားလည်းဝမ်းသာရပါမလားဟုတ်လားအဲ့လိုပါပဲဖေဟာတဲ့သာသနာပကာလဆိုတာမြတ်သောလူကံပုဂ္ဂိုလ်မရတော့ကြက်တီးကုန်းမှာမျိုးစေ့တွေအများကြီးကျဲတယ်လို့ပါပဲတဲ့ပေါက်လာတော့အပင်ကနည်းနည်းလေးရဲ့တဲ့သာသနာပကာလမှာဒုတိလသီလသမာဓိပညာဘာမှမရှိတဲ့အလူကံပုဂ္ဂိုလ်တို့ထံမှာလှူဒန်းတဲ့အလှူဒါနဘလောက်များပေမဲ့လို့အကျိုးပေးကြတော့ပေးသက်ကြီးနည်းသလားများသလားနည်းတယ်လေအင်ကုရဏသာဟိုးနောက်ရောက်သွားတယ်သာသနာပကာလမှာလှူခဲ့တာကိုအဲ့ဒီလိုအိန္ဒကနတ်သားကရှောက်ပါတယ်လေယာမြေကကောင်းတယ်ဆိုရင်မျိုးစေ့နည်းနည်းလေးချပေမဲ့အပင်တွေကစီပင်ဖွင့်ဖြိုးပြီးတော့မှလေလုတ်တဲ့လေသမားလည်းဝမ်းသာရတယ်လို့ပါပဲတဲ့သာသနာတွင်ကာလဆိုတစွန်းတယောက်မှလှူရတာပေမဲ့လို့အလူကံပုဂ္ဂိုလ်ဒီဟုသောလေယာမြေကမြေစီမြေလွှာမြေဩဇာနဲ့တူတဲ့သီလသမာဓိပညာပြည့်ဝတဲ့အတွက်ကြောင့်ဒါဗိတော်ရဲ့အလူဒါနအကျိုးကြီးချောင်းပါဗျာလို့လျှောက်ထားတော့ဗုဒ္ဓမြတ်စွာတဖန်ဟိုအင်ကုရဏသားကိုအင်ကုရဏသဒါနနာမလူဒါနဆိုတာဝိစေယဉာဏ်ပညာဖြင့်ရွေးချယ်စီစေ၍ဓာတုံလူချင်းငါဝတ္တတိသင်ဤအလူတဲ့အခါဉာဏ်ပါပါစေပရိသတ်ကြီးတို့ဘာပါရမှာတော့ဆောင်းတွင်ကြီးမှာပံကာမလိုပါသဘောပေါက်လားနွေရာသီမှာပံကာလိုတယ်နွေရာသီမှာခြုံဆောင်နွေထွေးတွေမလိုပါကာလဒါနဖြစ်အောင်လှူရတယ်အဲ့ဒီအတွက်ကြပေးတဲ့ကြီးညံမလိုဘူးလားလှူတယ်ကြောင်းတိုက်တိုက်မှာလှူတယ်ဆိုတာအဲ့လိုလွတ်တာကိုရွေးချယ်ပြီးလှူရတယ်ဟုတ်လားဟောမှာရိတ်တာတီထောင်ကားစားတော့မို့စာသင်ကတီထောင်ကားစားတို့တချို့မှာဟိုကုရီမပြည့်စုံကုရီကောင်းတန်တန်ရှင်းရှင်းမရှိဘူးထယံလေးဝါတွေဝကတ်တွေနဲ့တကားရံပြီးတော့ဖြစ်တယ်လို့စာသင်တိုက်တီထောင်ကားစားတို့ရိတ်တာတီထောင်ကားဆင်းရဲတာဟုတ်မပြည့်စုံလူလည်းမသိသေးဘူးလေမှန်လားပြည့်တဲ့ကြီးအဲ့လိုနေရာမျိုးမှာဒကာဒကာမတွေတချို့တထေးတွေရမို့ဖယားဒကာဖယားအမခံဖို့ဇေဒီတဆူတဲခြင်းနဲ့ဆိုအဲ့ဖယားလှူဖို့တော့ပေါ်တယ်အဲ့ခုမှတဲတဲ့စာသင်တိုင်းထဲကိုရောတွေမလုံမလဲနဲ့ဟိုမှာကုရီတက်နေရတယ်အဲ့လေးလှူပါတယ်ဆိုအိမ်သာဒကာဒကာမကုရီဒကာဒကာမကြတော့တော်တော်ရှားတာပဲတကယ်တမ်းကြဘိသက်ကြီးတို့လူအပ်တဲ့နေရာမှာညံနဲ့ရွေးပြီးလှူရတာကအကျိုးမများဘူးလားအဲ့ကြောင့်ဒါနနာမလှူဒါနဆိုတာဝိစေယဉာဏ်ပညာဖြင့်ရွေးချယ်စီစေ၍ဓာတုံလူချင်းငါဝတ္တတိသင်ဤလို့မြတ်စွာဘုရားကအဲ့မှာအလှူဒါနလှူတဲ့အခါရာဂဒေါသမောဟအလိုစုအိဋ္ဌာကင်းတဲ့မြတ်သောလူကံပုဂ္ဂိုလ်တို့ထံလှူဖို့တို့မဟုတ်ရင်လည်းရာဂဒေါသမောဟအလိုစုကင်းအောင်ကျင့်နေကြတဲ့ပရိယပฏิပတ်အလုအထုတ်နေတဲ့မြတ်သောအလူကံပုဂ္ဂိုလ်တို့ထံမှာလှူဖို့အဲ့မှာလှူပုံလှူနည်းဘုရားကဟောတယ်နတ်ပြည်မှာဟောတယ်ဒါနတရားနတ်ပြည်မှာဟောတဲ့ဘာတရားဟိုးအောက်ကဘုရားဖို့
နတ်ပြည်ဆင်းတာဘိုးကိုစောင့်နေပေးတယ်အကုန်ကြားရတယ်ဒေသနာပရိယောသနေဒေသနာတော်ရဲ့အဆုံးမှာအိန္ဒကောဇအိန္ဒကနတ်သားသည်၎င်းအင်္ဂုရောဇဟုပိသအစွန်ရောက်သွားတဲ့အင်္ဂုရနတ်သားသည်၎င်းသောတာပတ္တိဖလေသောတာပတ္တိဖို့၌ပဋိဋ္ဌဟိန္တုကောင်းစွာမသွေတိတံဆက်ရောက်ခဲ့ကြပါပေကုန်တည်းဒေသနာလည်းဆိုရောအင်္ဂုရနတ်သားရောအိန္ဒကနတ်သားရောနတ်သားနှစ်ပါးသောတာပန်တည်တယ်ပါတီသွားအဲ့လိုနတ်ပြည်မှာဒါနတရားဟောပြီးပြီဆိုမှတထလူနတ်မြမတတ္တဝရိဆရာတဆုဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပါရိစရကမူလမိပင်လုံးယူဇနာ90အဝန်းယူဇနာတရားစိမ့်ပြဆိုပြင်းမြရောင်ဝေသည့်နတ်ပြည်သမင်းပင်လည်းကသစ်ပင်ရင်၌ပန္ဒုကပလနာမဂေတိလာတန္တိပန္ဒုကပလအမြေရသောမြတ်ကြောင့်ဖျားထက်၌ပန္ဒုကပလနာမဂေတိလာတနေအလယံယူဇနာ60အနံယူဇနာ90တင့်တဲ့ရောင်လျံခေါင်ယံပမာကဗလနုနုမြပန္ဒု၌အာတိဇဝတ္တသစ္ဆန္တိလူလင်ကဲ့သို့တန်နိသိဏောပြောင်းရှင်ဝင်းဝင်းရောင်ရှင်လင်းလျက်တရင်သုံးပွဲလျောစံနေတော်မူပြီးသည်ရှိတော်တသပညာယသိစရာရှိသမျှစင်ငါအောင်မကြံတကယ်သိနိုင်တဲ့အဓိပတိအတယေလယံသဗ္ဗညုတရွှေဉဏ်တော်မြတ်ကြီးဖြင့်မာတရမြင့်မှုတောင်ဥမကကျုတိကျေးဇူးအရှင်မွေးသမီးခင်ဖြစ်ခဲ့တဲ့မေတော်တန်တုတ်တိဒါနသားကိုပါမုခံကတဝအကြီးအမှုဥစီအဖြစ်ကိုတင်သည်ဖြစ်၍ဒေဝနံဇာတိခေပေါင်းတတောင်းမှခါညောင်းကလာနတ်မြမာတို့အားအဘိဓမ္မာကထာမေကံကုသလဓမ္မအကုသလဓမ္မအပြကတဓမ္မအစဖြာသည်အဘိဓမ္မာဒေသနာတော်မြတ်ကြီးကိုတံဘဝတယေတန်ရှင်သာယတိတာအလွယ်နာဘဝတနေဖယုဖယကင်းလျက်လုံးနှစ်ပဲ့တင်ထင်ငါခေါ်တန်ရှိဖို့ဖြင့်ကြွေကြငိမ့်လေးအစဉ်အေအောင်ရင်ကြွေဟောကြားတော်မူလိုက်ပါပေတည်းအဲ့ဒီမှာမေတော်မိနတာအမှုရှိတယ်နတ်ဗြဟ္မာပိတ္တတေကိုအဘိဓမ္မာ9ကျမ်းဟောတယ်အဘိဓမ္မာဘယ်နှကျမ်းလိုက်ဆိုဓမ္မသင်္ကဏီကျမ်းဝိပင်ကျမ်းဓာတုကထာကျမ်းပုဂ္ဂလပညာကျမ်းကထာဝတ္ထုကျမ်းယမိုက်ကျမ်းနောက်ဆုံးအခုအွန်လိုင်းကြီးတွေနဲ့ရော့နေတာဘာကျမ်းတော့ပဋ္ဌာန်းကျမ်းလို့အဘိဓမ္မာဘယ်နှကျမ်းတော့ဓမ္မသင်ဝိပင်ကဒွါရတယစီ6ရက်ကြာကျမ်းသာတုတ်ရဲ့နှင့်ပုဂ္ဂလ9ရက်ဟောမြဲဆုံးကြီးကထာဝရရှင်မီဝိသပယမိုက်ကျမ်းဘေဇဝိပဋ္ဌာနာရဲ့လို့လာသုံးလီမေတော်မိကိုဟောသည်ယတံရှေ့တော်ပညာရှင်တွေကအဲ့တာဝရိန္ဒနတ်ပြည်မှာလူရက်အဖြစ်ဝါတွင်းသုံးတာအဘိဓမ္မာဟောပုံပိုင်းခြားပြီးတော့ပြခဲ့တာဓမ္မသင်ဝိပင်ကဒွါရတယစီတဲ့ဓမ္မသင်္ကဏီကျမ်းကို12ရက်ဟောရတယ်တဲ့ဓမ္မသင်္ကဏီကျမ်းဘယ်နှစ်ရက်လဲဝိပင်ကျမ်းလည်း12ရက်ဟောရတယ်12လီ24ရက်ရှိတာဝါဆိုလပြည့်နေရစာဟောတာ6ရက်ကြာကျမ်းဓာတုတ်ရဲ့နှင့်ဓာတုကထာကျမ်း6ရက်ဟောရတယ်တဲ့အဲ့တော့24ရက်နဲ့6ရက်နဲ့ပေါင်းတော့ရက်ပေါင်း30ဆိုတော့လအဖြစ်ဝါဆိုလပြည့်နေအောင်ဟောတယ်ဆိုရင်ဘယ်ရောက်သွားဝါကောင်လပြည့်နေရောက်တာဟုတ်လားပြည့်နေ6ရက်ကြာကျမ်းဓာတုတ်ရဲ့နှင့်ပုဂ္ဂလ9ရက်ဟောမြဲဆုံးကြီးပုဂ္ဂလပညာကျမ်းကို9ရက်ဟောရတယ်ခုနရက်ပေါင်း30နဲ့9ရက်နဲ့ပေါင်းလိုက်တော့39ရက်ကထာဝတ်ရရှင်မီကထာဝတ္ထုကျမ်းကို10ရက်ဟောရတယ်39
8နဲ့ပေါင်းတော့45ရက်45ရက်ဆိုရင်တစ်လခွဲပေါ့ဟုတ်လားပြည့်တယ်အဲ့တော့ဝိသဘယမိုက်ကျမ်းယမိုက်ကျမ်းကြတော့သူရက်20ဟောရတယ်တဲ့လူတို့တက်တန်းအဖြစ်ပေါ့ရက်20ဟောရဆိုခုန45နဲ့ရက်20နဲ့ပေါင်းတော့60နဲ့ဘင်ဇဝီပဋ္ဌာနာရေလူတဲ့အခုရွတ်နေကြတယ်ပဋ္ဌာန်းကျမ်းကြီးကြ4နဲ့လွန်းလို့နဲ့နဲလွန်းလို့ကျင်ပြန်လွန်းလို့25ရက်ဟောရတယ်65နဲ့25နဲ့ပေါင်းတော့ရက်ပေါင်း90ဆိုတော့လာအဖြစ်ဝါတွင်3တာဝရိန္ဒနတ်ပြည်မှာအမိနုဘူးဆက်တဲ့အနေနဲ့တက်ဟောတာသူတို့ဖယားဆိုလူသားဖယားလေသာဝရဖယားမဟုတ်ဘူးဟုတ်ပလားသာဝရဖယားကတော့ဆွမ်းစားဖို့လူချင်းမှလူမှာပေါ့သူတို့လူသားဖယားကြတော့ဆွမ်းမစားပဲနေလို့မရဘူးမရတော့ကြတော့ဆွမ်းခံခြင်းရောက်ပြီဆိုလို့ရှိရင်နေမိတဖယားဖန်ဆင်းထားခဲ့တာနေမိတဖယားကိုဤကနေဤအထိဟောရစ်စေအဋိဋ္ဌံနေမိတဖယားဖန်ဆင်းထားပြီကိုရောတိုင်ကတော့တပိတ်ပိုက်ဟိမွန်တာတော်ကိုအရင်ဝဲပါတယ်ဟိမွန်တာတော်ကအနောတအိမ်မှာရှိတယ်ရေနဲ့မျက်နှာတော့တဲ့ခြေလက်3တက်ဟိုလက်3တက်ပြီးမှမြောက်ကျွန်းကိုဆုံးခံကြွားတာဘယ်တကြီးပဲဆုံးခံကြွားအဲ့မြောက်ကျွန်းဆုံးခံလှည့်ပြီးမှအဲ့မြောက်ကျွန်းကဆုံးကိုဟိမွန်တာယူဆောင်လာပြီးမှဟိမွန်တာတော်မှာအင်ချင်းပင်ကြီးကအရေးသိပ်ကောင်းဆိုပဲအင်ချင်းပင်တန်းကြီးရှိတယ်တဲ့အဲ့ဒီအင်ချင်းပင်ကြီးတွေအောက်မှာလဲကြောက်ဖြာကြီးတွေညီညီညာညာနဲ့ဝိုင်းလို့လေအဲ့ဒီအင်ချင်းပင်ကြီးရဲ့အောက်ကကြောက်ဖြာပေါ်မှာဗုဒ္ဓဆွမ်းဖုံးပေးပါတယ်ဆွမ်းဖုံးပေးတဲ့အချိန်မှာဘသူကလာရောက်ပြီးတော့ဝကြီးဝုန်းငယ်ပြုတ်တယ်ဆိုတော့ဘုရားအောက်မှာဉာဏ်ပညာအကြီးဆုံးဖြစ်တဲ့အရှင်သာရိပုတ္တရာဘသူပါလိမ့်အရှင်သာရိပုတ္တရာကဗုဒ္ဓအရေဘူးရေချမ်းကမ်းလှမ်းပြီးတော့ဆွမ်းဖုံးပေးချိန်မှာဝကြီးဝုန်းငယ်လာပြုဆွမ်းဖုံးပေးတဲ့ကိစ္စပြီးပြီဆိုတော့အဲ့နတ်ပြည်မှာအကျယ်ဟောခဲ့တဲ့အဘိဓမ္မာကိုဗုဒ္ဓမြတ်စွာကဟိမွန်တာအင်ရင်ပင်အောက်မှာဉာဏ်ကြီးတဲ့အရှင်သာရိပုတ္တရာကိုခတ်ကျင်းချင်းလေးဟောတာဉာဏ်ကြီးတဲ့သူတွေကိုတရားဟောရင်အရှိကြီးဟောကြမလို့ဟုတ်ပလားခတ်ကျင်းချင်းလေးဟောတာအခုတော့ကျတို့2 နာရီဟောရတယ်သဘောပေါက်လာတယ်မသိပါဘူးမပေါက်အောင်ပြောနေရတာစိတ်ထဲရောက်ရင်ပိုကောင်းတာသဘောပေါက်ရုံနဲ့မရဘူးကြောထိဖောက်ထွက်သွားကောင်းတယ်တရားကဟိုနားထဲကနေရှံထွက်တယ်စိတ်ထဲမရောက်ကြဘူးဒါကြောင့်ဓမ္မဂတိကလည်းအာပေါက်တာပဲဖတ်တယ်ဟုတ်လား5 ပါးသီလကျုပ်ဟောနေကြာပြီ9 နှစ်တောင်ရှိပြီကံကောင်းကြပါစေဆိုနာမည်နဲ့ဟောနေတာဈေးထဲမှာခုဒီဈေးဆင်းရတော့မှာပဲဟုတ်ပလားရောက်တဲ့တယောက်ဟာယုံကြည်ကြည်ဆက်ဆံနေတဲ့အဆင့်ကိုမရောက်သေးပါဘူးအဲ့တော့ပိဋကတ်ကြီးတို့တရားနာတယ်ဆိုတာစိတ်ထဲရောက်အောင်နာတယ်အိမ်ကိုပါအောင်နာရတယ်ပိဋကတ်ကြီးဘယ်လိုနာရတာလဲဉာဏ်ကြီးတဲ့သူတွေကတော့ခက်ချင်းချင်းလေးပြောလိုက်သိသွားတယ်သဘောပေါက်သွားတယ်ရှင်နိုင်ပုဒ်ကဉာဏ်ကြီးတော့အတူလေးခေါ်တာသာရိပုတ္တသာတော်ကြီးသိကြသာရိပုတ္တရာဣဇဒီနိမယငါဘုရားရှင်သည်ဧတကောဓမ္မောဤမြတ်တိုင်းရှိတဲ့အဘိဓမ္မာတရားဒေသနာကိုတေတိတောနတ်ပြည်မှာဟောထားအပ်ခဲ့ပြီငါဘုရားဒီနေ့တော့နတ်ပြည်မှာအဘိဓမ္မာတရားဒီကနေဒီအထိဟောခဲ့ပြီတဲ့ခက်ချင်းချင်းလေးဟောတာဉာဏ်ကြီးတဲ့ကိုရောကြီးအကျယ်ချက်ပြီးသိသဗျာတောသင်္တိယတနောမိမိဤအန္တိဝတိကနနီးနေတပိဖြစ်ကြကုန်သောဘိက္ခုနံ900ကုန်သောယံတို့အဝါစေဟိထပ်ဆင်းပြီးတော့ဟောပြောပို့ချပြသပါလေသင်အခုငါဘုရားဟောတဲ့ပြီးတော့ပါဦးတဲ့သင်ရဲ့တပိယဟန်900ကိုတဆင့်ဟောပြပို့ချတဲ့ဘုရားကစာချခိုင်းတယ်ဘာလို့ခိုင်းအဲ့နတ်ပြည်မှာကျေဟောတယ်ဘုရားကဟိမွန်တာအင်ကြီးမင်းအောက်မှာရှင်သာရိပုတ္တရာကိုခတ်ချင်းချင်းဟောတယ်နတ်ပြည်ကဘိဓမ္မာလူပြည်ဘယ်လိုရောက်တယ်လဲဆိုတာခင်ဗျားတို့သိဖို့ပြောနေတာသဘောပေါက်လားအဲ့ခတ်ချင်းချင်းလေးဟောလိုက်တဲ့တရားကိုရှင်သာရိပုတ္တရာကသူတပိ900ကိုမကျင်းမကျဲဟောတယ်ဘယ်လိုဟောလဲနတ်ပြည်မှာဟောတဲ့ဘုရားကိုယ်တိုင်ဟောတာကြဝိထာရနီးခေါ်တယ်အကျယ်နီးရှင်သာရိပုတ္တရာကိုဘုရားကကျင်းချင်းဟောတာကြသင်္ခေပနီးခေါ်တယ်
အဲ့ဒီရှင်သာရိပုတ္တရာနဲ့သူတပည့်ယဟန်900ကိုမကျင်းမကျဲဟောကြနာတိဝိထာရနာတိသင်္ခေပလို့ခေါ်တယ်အဘိဓမ္မာလူပြည်ကိုဒီလိုရောက်လာတာအဲ့ဒီရှင်သာရိပုတ္တရာရဲ့ဓဗ္ဗိယဟန်900ဆိုတခြားမဟုတ်ဘူးလေသူကအရင်တော့လင်းတို့သားတွေကဖြစ်လာတယ်လင်းတို့ဖြစ်ခဲ့တာတဲ့ကတ္တဗမြတ်စွာဘုရားသာသနာတော်ကလိုင်ကူကြီးထဲမှာလင်းတို့တွေကတွဲလျာဆွဲပြီးတော့အဲ့မှာနေကြတုံးမှာယဟန်တော်2ပါးအဲ့လိုင်ကူကြီးထဲမှာတော့အဘိဓမ္မာရွတ်တာတဲ့ဘယ်သာကြီးဘာရွတ်ပါလဲတန်နေတန်ထားနဲ့သာသာရရွတ်တော့နေတိုင်းဒီအတန်ကြားနေတော့လင်းတို့လေးတဲ့စိတ်ချမ်းသာကြည်နူးစရာကောင်းတဲ့အတန်ပဲတရိစ္ဆာန်နေဆိုပေတကြီးကုသိုလ်အကုသိုလ်လို့သိပါမလားမသိမှတော့ကုသိုလ်အကုသိုလ်ဒါခန္ဓာအရဏဓာတ်သစ္စာဘာမသိဘူးကြည်နူးတဲ့စိတ်ကြည်ညိုတဲ့စိတ်နဲ့နားထောင်တယ်အဲ့ဒီအဘိဓမ္မာနာတဲ့ကျေစုတဲ့လင်းတို့ဘွားကရောက်တော့နတ်ပြည်ရောက်ကြတယ်လင်းတို့900ဘယ်ရောက်နတ်ပြည်မှာပေတကြီးနတ်စည်းစိမ်ခံရနဲ့ကတ္တဗဘုရားသာသနာနဲ့အဲ့နတ်စည်းစိမ်ခံရဒီဂေါရမဘုရားသာသနာကြတော့တောရိမြို့မှာအမျိုးသား900လာဖြစ်တာအခုနဘုရားရေမီးစုံစုံတကုတ်ကုန်ပြတော့သွားဖူးတာကြည်ညိုပြီးတော့ရှင်သာရိပုတ္တရာထံမှာယဟန်ဝတ်လိုက်ကြတာအဲ့ဒါအဘိဓမ္မာနာတဲ့ကျေစုမှန်လားပေတကြီးအခုတော့ပဋ္ဌာန်းပွဲတွေပဋ္ဌာန်းရာတွေရက်ွက်တွေထဲမှာဧတုဘေစယောအာရမဏဘေစယောနဲ့ကိုတော်တွေကတော့တခါတည်းကောင်းတော်တော့ရောလို့တပားနဲ့တော့ဖယားဟိုမှာနေမိတာဖယားဖန်ဆင်းပြီးတော့ထားခဲ့ပြီးတော့အဆက်မပြတ်အောင်ဟောတာလေဒါကြောင့်ကိုတော်ကြီးလည်းတဏှာရှိပြီဆိုတပားနဲ့မှလဲပြီးတော့အတန်ပြတ်ရလားအတန်မစဲပဋ္ဌာန်းပွဲကြီးတွေလှုပ်ပြီးတော့ကိုတော်တွေကတော့ညင့်နဲ့တကောင်အော်လို့အဲ့ဒါခင်ဗျားတို့အာဘိဓမ္မာတရားပဋ္ဌာန်းပွဲလှုပ်ပဋ္ဌာန်းနာရလားကိုရီးယားကကြည်မပြတ်ပါဘူးဟုတ်မလားကိုတော်တွေကတော့အလှဲ့နဲ့အော်လို့အတန်မပြတ်ရအောင်လို့လူတွေကကြကိုရီးယားကအလွတ်မခံနိုင်ဘူးတဲ့အောင်မှာပဋ္ဌာန်းဝဲလှုပ်တဲ့ရည်ရွယ်ချက်ကလည်းတို့ရက်ွက်မီးဘေးကင်းမှုတဲ့ခိုင်းနိဗ္ဗာန်ထိပို့နိုင်တဲ့အဘိဓမ္မာတရားနဲ့နဲတဲ့တရားကြီးကိုမီးကင်းဆောင်ခိုင်းတယ်ရည်ရွယ်ချက်တွေနှိမ့်နေတာကိုပြောတာဟုတ်ပါပြီတဲ့ကြီးပဋ္ဌာန်းကိုဘယ်လိုရည်ရွယ်ချက်နဲ့လုပ်ရမလဲဆိုတော့ကဩလင်းတို့သား900တရိစ္ဆာန်နေတောင်မှကုသိုလ်အကုသိုလ်ခန္ဓာအရဏဓာတ်သစ္စာနားမလဲပဲနဲ့နာခဲ့တာနတ်ပြည်ရောက်သေးရင်တို့လူသားဗုဒ္ဓဘာသာတရားတရားရှိပြီးသားကုသိုလ်အကုသိုလ်ဆိုတဲ့နာကြနားလဲထားတဲ့တို့လူပုဂ္ဂိုလ်တွေနာရင်တရိစ္ဆာန်တွေထက်တော့အကျိုးများမှာတရားနဲ့နာမယ်15မိနစ်နာရင်15မိနစ်နာရင်15မိနစ်နာကြည်ညိုတဲ့စိတ်နဲ့အခါလှုပ်ချီနိုင်ဝက်ဆိုနိုင်ဝက်နာတိချာနာတယ်ပဋ္ဌာန်းနာတာမှန်လားပိတကြီးအဲ့လိုနားတယ်ပြီးတော့じゃအဘိဓမ္မာနည်းနည်းလွန်းလို့တဲ့ပိဋကတ်တွေကွယ်ရင်အဘိဓမ္မာအစကွယ်မှာတဲ့အဘိဓမ္မာ9ကျမ်းမှာဒီပဋ္ဌာန်းကျမ်းအစကွယ်မှာပဲတဲ့အခုကိုပဋ္ဌာန်းချနိုင်တဲ့ဘုန်းကြီးကအတော်နည်းသွားပြီတော့နည်းနည်းတယ်မှန်လားပိတကြီးဒါကြောင့်တရိစ္ဆာန်နေနာရာတော်မှအကျိုးရှိရင်လူတွေအဘိဓမ္မာပဋ္ဌာန်းတရားနာရင်ပို့အကျိုးမကြည့်ဘူးလားအဲ့ဒါကိုသိရတယ်ပဋ္ဌာန်းပွဲလုပ်တယ်ဆိုတာယူသေးသေးလေးစားနာယူတဲ့ပုဂ္ဂိုလ်လည်းရှိရတယ်မှန်လားပြတဲ့ကြီးအဲ့မှာရှင်သာရိပုတ္တရာသူတပည့်ယဟန်900ကိုထပ်ဆင်ဟောတာအဲ့ယဟန်900ပထမဆုံးအဘိဓမ္မာဆောင်တွေဖြစ်လာတာလူလောကမှာညဇောဘုရားတော့နတ်ပြည်ပြန်တက်ပြီးတော့နေမိတဘုရားဟောလို့ရောက်တဲ့နေရာနေဆက်ဟောတာဒီနည်းနဲ့ဘုရားအဘိဓမ္မာဟောလာတာတရင်ကျွတ်ဖို့9ရက်လောက်အလိုရောက်လာတယ်နောက်ဆုံးပဋ္ဌာန်းတရားကြီးအဆုံးသတ်ဖို့ရာ9ရက်လောက်အလိုရောက်လာတော့ဘုရားဖို့စောင့်နေတဲ့36ဦးသနာမြေဧရိယာအတွင်းကဖွေးနေတဲ့လူလူပေးတတ်ကြီးကရှင်မောက္ကလံဝိုင်းလျှောက်တာဗန္ဒီရှင်ဘုရားမောက္ကလံဤတော်ဤနေ့မှာတတ္တမေတိဝတိ9ရက်မြောက်သောနေ့၌မဟာပဝရဏသရင်ကျွလဖြင့်မဟာပဝရဏနေ့သည်ဘဝေတတိဖြစ်ပါလိမ့်တော်မူဒီကနောက်9ရက်မြောက်ရင်သရင်ကျွလပြေတော်မယ်ဖရာတတ္တုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဩတရဏဌာနဆင်းသက်တော်မူမည်အရာကိုဩတရဏဒီဝတံဆင်းသက်တော်မူမည်နေ့ကိုသင်ညာတုံသိခြင်းကဝတ္တတိသင်ပါ၏ဖရာမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကနေဆင်းသက်တဲ့အခါ
ဘေအယဘေရေသမဆင်းသက်မှလည်းဖရာဟောဒီသာဝတိမြို့မှာပဲဆင်းတော်မူမှာလားတပည့်တော်တို့သိရင်နဲ့ဖရာဖူးခြင်းလို့ပဲသာကြီးတို့ဘာဖူးခြင်းလို့တဲ့ရှင်မောက္ကလံကိုလျှောက်ထားတော့အရှင်မောက္ကလံကအဲ့ဒီပိတ္တရဲ့ရှေ့မှာငုတ်ခနဲ့ဆိုမြေကြီးထဲဝင်ချသွားတာတကူတွေဂုံတွေအင်မတန်ကြီးညိုစရာကောင်းတဲ့တရားဒီတရားတက္ကတက္ကမတွေရှိရင်ငုတ်ခနဲ့ဆိုမြေကြီးထဲအောက်ဝင်ချသွားတာပြီးတော့မှငါတာဝရိန္ဒနတ်ပြည်တက်တာတက္ကတက္ကမတွေအကုန်မြင်စေတည်းလို့အဋိဌံပြီးမှမြင်းမို့တောင်ချေရနေပြီအဲ့တာဝရိန္ဒနတ်ပြည်တက်တောင်ဖြည်းဖြည်းချင်းမြောက်တက်သွားတာတက္ကတက္ကမလက်အုပ်ချေပြီးတော့ကြည်ညိုနေကြတယ်အရှင်မောက္ကလံဘသူပါလဲတာဝရိန္ဒနတ်ပြည်ရောက်တော့ဗန္ဒီဘုံတော်ကြီးမားတော်မူပါသောမြတ်စွာဘုရားပရိသတ်လူပြေမြေပြင်36ယူဇနာမြေဧရိယာတွင်မှရှင်ဘုရားတို့နတ်ပြည်ကဆင်းသက်တာကိုဖူးမြော်ဖို့စောင့်နေကြတဲ့ပရိသတ်အပေါင်းတို့သည်တုံးမာကန်ရှင်တော်မြတ်ဘုရားတို့ကိုဒိဋ္ဌဝဝနတ်ပြည်ကဆင်းသက်တာဖူးမြင်ပြီးမှသာလျှင်ကန္တုကာမပြန်လိုကြပါကုန်၏ဖျားတုံးမေရှင်တော်မြတ်ဘုရားတို့သည်ကတ္ထဘေယထာဏဘေရေတမဩရောဟိတထဆင်းသက်တော်မူပါမည်နိဖျားမြတ်စွာဘုရားဘယ်မှာဆင်းသက်မလဲဖျားဆိုတော့တောင်းတော်ကြီးမောက္ကလံတင်းရဲ့နောင်တော်ကြီးဖြစ်တဲ့ဒါရိပုတ္တရာနဲ့အဘိဓမ္မာဆောင်ယဟန်900တို့ဘယ်မှာဝါဆိုဝါကတ်တုံးနဲ့ဘုရားမေးတော့သင်္ကတ္တနဂရေသင်္ကတ္တမြို့မှာပေတကြီးတို့ပဲမြို့မှာတဲ့သင်္ကတ္တနဂရေသင်္ကတ္တမြို့မှာဝတ္တံဝါသောဥပကတောကရောက်ပါ၏မြတ်စွာဘုရားရှင်လိုက်ပုတ္တရာနဲ့သူတပည့်ယဟန်အဘိဓမ္မာဆောင်900တို့ကသင်္ကတ္တမြို့မှာဝါဆိုဝါကပ်ပါတယ်ဗျာလို့လျှောက်ထားတော့အဲ့ဒီအရှင်လိုက်ပုတ္တရာနဲ့အဘိဓမ္မာဆောင်တွေကိုချီးမြှောက်ဖို့တဲ့အဟံငါဘုရားရှင်သည်ဤတော့ဤနေမတတမေတိဝတိ9ရက်မြောက်သောနေ့၌သင်္ကတ္တနဂရဒွါရေသင်္ကတ္တမြို့ရက၌ဩရောဟိတမိဆင်းသက်တော်မူမည်ဩဒရိတမိဆင်းသက်တော်မူမည်မင်္ဂဘုရားကိုဓာတုကမှာဖူးမြင်လိုကြတဲ့တရားဓမ္မပိသတ်တွေဟာတတ္တထုသင်္ကတ္တမြို့ရကသို့အာဂိစံတို့လာရောက်ကြစီငါဘုရားဖူးခြင်းနဲ့ပိသတ်တွေအဲ့သင်္ကတ္တမြို့အရောက်လာမိတ်ရှိရတော့မှရှင်မောက္ကလံလူပြည်ပြန်ဆင်းလာတရားဓမ္မတို့ဒီကနေနောက်9ရက်မြောက်တည်င်းကျော်လာပြည့်နေဘယ်နေ့တဲ့ဒီတရားအဲ့နေဟောရင်သိကောင်းတာပဲအဲ့နေကြပြန်လို့စူးညာပြောက်တွေဖောက်ဗုဒ္ဓဘာသာတွေလှုပ်နေပြီးတော့မှတရားဟောနေလို့ဟောနေမှမသိဘူးစူးညာပြောက်တွေဖောက်ဟောနေထူးနေမြတ်မှန်းဘာမှသိတော့လူတွေကဘာသာရေးကိုဘာသာကိုဖြတ်မှပြက်တယ်သိရလားပိတကြီးသူများဖြက်လို့မပြက်ဘူးကိုကမလေးမဆန်းနဲ့ဖြက်စည်းမှကိုဘာသာကိုပြက်တာတရင်ညောလာပြည်နေမှာပြန်ဆင်းမယ်တဲ့သင်္ကတ္တမြို့မှာဆင်းမှာမို့ကဲသင်္ကတ္တမြို့အရောက်သွားကြဆိုရှင်မောက္ခလံဥဆောင်ပြီးတော့မှသာဝတိကပေတကြီးဝါတွင်း3လစောင့်နေတဲ့ပေတကြီးအိုးအိုးမျိုးမျိုးနဲ့အဲ့မှာသင်္ကတ္တမြို့ကိုခြိတက်ကြတယ်ညဆိုပြန်လဲတရင်ညောလာပြည်နေရောက်တော့အာဘိဓမ္မာပဋ္ဌာန်းဒေသနာကြီးအဆုံးသတ်ပါတယ်ပဋ္ဌာန်းဒေသနာတော်လည်းအဆုံးသတ်လိုက်ရောနတ်ပြမပိတတ်ပေါင်းဂရေဂရာနဲ့ခြိပြီးမှသစ္စာလေးပါးသိမြင်ကြွတန်းဝင်ကြတယ်အခုနမေရောမိနသားလဲဒေသနာဆုံးတော့သောတာပန်တည်တယ်ဘာတည်သွားဒေသနာပရိယောတနေပိဓမ္မဒေသနာတော်ဤအဆုံး၌မာတာမြင့်မှုတောင်ဥမကจุတိကျေစုအရှင်မွေသမီးခင်ဖြစ်ခဲ့တဲ့မေရောတန်တုတ်တိတာနတ်သားသည်သောတာပတိဖလေသောတာပတိဖို့၌ပဋိဋ္ဌာတိကောင်းစွာမသွေတည်တံဆက်ရောက်ခဲ့ပါပေသတည်းတရင်ကျော်လပြေနေမေရောမိနတသောတာပန်တီဗီအမိနိုဘိုခြေသွားပြီပိဿကြီးတို့ဘာခြေသွားဒါကြောင့်တရင်ကျော်လပြေနေကိုဘာနေလို့ပြောရင်ကောင်းမလဲဆိုရင်အမိနိုဘိုခြေတော်နေလို့ဒီတရားကောင်းစဉ်ပေးလိုက်တာမှတ်မိရလားဘာ
ဘာတရားတဲ့တော့မေရောမိနဲ့သားဂျေဇုမေရောမာယာဘဝကဖြစ်လာတဲ့နတ်သားကိုအဘိဓမ္မာနဲ့ဂျေဇုဆက်ပြေးပြီလို့ဆိုတော့တရားမင်းတဲ့ငါဘုရားလူပြည်ဆင်းမယ်အမိတ်ရှိတော့တရားမင်းကအဲ့ဒီမှာဝိတကြုံနတ်သားကိုဇောင်းတန်းသုံးတွေဖန်ဆင်းခိုင်းတောင်းတပဲနဲ့သွဲတဲ့အလေကဗရမညာဇောင်းတန်းလက်ရဘက်ကရွှေဇောင်းတန်းလက်ဝဲဘက်ကငွေဇောင်းတန်းဇောင်းတန်းပဲနဲ့သွဲတော့အဲ့ဒီဇောင်းတန်းဦးကမြင့်မို့တောင်ထိပ်ဟောဇောင်းတန်းအခြေကကြသင်္ကတ္တမြို့တကားရှေးလမျိုးလေးဖန်ဆင်းပေးတာဝိတကြုံနတ်သားကမြတ်စွာဘုရားရှင်ကိုရောမြတ်ကအလေဖြစ်တဲ့ဗရမညာဇောင်းတန်းမှာဆင်းသက်တော်မူမယ်တဲ့ဇောင်းတန်းဦးမှာရက်တော်မူလိုက်ပါတယ်လက်ရဘက်ရွှေဇောင်းတန်းကနတ်ပိသတိစီတန်းလို့မြတ်စွာဘုရားဆင်းသက်တော်မူတာလိုက်ပို့မယ်လို့တဲ့လက်ဝဲဘက်ငွေဇောင်းတန်းကဗြဟ္မာပိသတိလက်ဝဲဘက်ကဘသူတွေတော့တရားမင်းကြီးကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဤသပိနဲ့နထသင်္ကန်းကြီးကိုပွေးပိုက်ပြီးတော့ဖယားနောက်တော်မှာကပ္ပိယဖြစ်နေလိုက်ပြီးတော့ပို့ဖို့တယ်တရားမင်းရဲ့သပိပိုက်လို့ဖယားနောက်ကအဲ့ဒီမှာပိသကြီးတို့ရဲ့ပင်စတိကနတ်သားကဘီလူဝနတ်ဆောင်ကြီးကိုပိုက်လိုက်ရဲ့နတ်တူရိယနတ်သချင်းတွေနဲ့ဒီဆိုတီးမှုတ်ပြီးမှပို့ဆောင်ဖြည်းဖြည်းချင်းအခါလဲနတ်ပိသတရားညာဘက်ကစီတန်းလို့မြတ်စွာဘုရားကအလေဖြစ်တဲ့ဗရမညာဆောင်လားညာဘက်ကလည်းပဲငွေအောင်ဆင်းရှိတဲ့ဗျမ်းမာတွေဟာငွေဇောင်းတန်းကနေပြီးမှစီတန်းပြီးမှလိုက်ပါပို့ဆောင်ရတယ်မာဒလိနတ်သားကနတ်ပြည်မှာရှိတဲ့နတ်ပန်းတွေကိုဘုရားရဲ့ပြီးဝဲရမှာကျဲဖြန့်ပူဇော်လိုက်ပါလာတယ်ပင်စတိခနတ်သားကနတ်ဆောင်တီးလို့မာဒလိနတ်သားကနတ်ပန်းနေကျဲလို့တရားမင်းကြီးကဖရာရဲ့နောက်တော်ဘာကသပိတ်နဲ့သင်္ကန်းပိုက်လို့ကပ္ပိယဖြစ်နေလိုက်လာတာဗာမင်းတို့ကျွတ်လို့ဖရာအဲ့ဒါလောက်ဘုံကြီးတယ်ဖရာဗျမ္မာမင်းကြီးတွေကမြတ်စွာဘုရားရှင်ရဲ့ထက်တော်မှာကနဲ့ကရန်ထီးပြူကြီးတွေမို့လို့သူရမဗျမ္မာမင်းကြီးကဝါလာဘိဇနိသာမီယနဲ့ဗုဒ္ဓဘေးမှလိုက်ပါလာတယ်တကွန်ကုတ်ကမလီဝါရီတလူလူတလွင်လွင်နဲ့တဖြည်းဖြည်းချင်းပိသကြီးဆင်းသက်လာအဲ့ဒီနေ့ကလူပြည်ကဟိုးသင်္ကတ္တမြို့မှာစုဝေးနေကြတဲ့ပိသကြီးကလည်းပဲနတ်တေဗျမ္မာတွေကိုမြင်ရတဲ့နတ်တေဗျမ္မာတွေကလည်းအဲ့ဒီဖယားတာဝရိန္ဒာဆင်းတာဖူးဖို့စောင့်နေတဲ့လူတွေကိုမြင်ရတဲ့အပြန်အလှန်မြင်ရတဲ့နေ့တရင်ရောလာပြေနေ့အမိနိုဘိုးခြေတော်နေမြတ်စွာဘုရားမေရောမိနတ်သားအဘိဓမ္မာနဲ့နှုတ်ပိုးကြည်အောင်ဆက်ခဲ့ရတော့အလေဖြစ်တဲ့ပါရမညာဇောင်းနာမျက်နှာတော်ပြုံးရှင်လို့ဘသူနိုဘိုးကြည်ခဲ့လို့တရင်ကျွ၍မြတ်တော်သခင်တို့ရှင်မင်းလီလန်းရှင်မြေမြေနှလုံးမွေသည်အမိနိုဘိုးကြည်အောင်ဆက်ခဲ့ရလို့မျက်နှာတော်ပြုံးရှင်လို့ဗရမညာဇောင်းနန်းကမြတ်စွာဘုရားရဲ့မျက်နှာတော်မြင်အောင်ဖူးကြတရင်ကျွ၍မြတ်တော်သခင်တို့ရှင်မင်းလီလန်းရှင်မြေမြေနှလုံးမွေသည်တရင်ကျွ၍စောစောဖြူထွားကြံမျိုးငါလီကြွားကြွားဝင်းဝင်းငွမ်းငွမ်းငွင်းသည်တရင်ကျွလအရာသည်နတ်ပြည်ကနတ်ရေကန်နေမှာလူပြည်ကရေကန်တိုင်းမှာကြာပြူရီကြာနီရီကြာညိုရီပုံနှရိပ်ကြာပန်းနေပဒုံမှာကြာပန်းနေကြာမျိုးငါပါတို့ကြွားကြွားဝင်းဝင်းငွမ်းငွမ်းငွင်းငွင်းဆွင့်ပြီးတော့ကားပြီးတော့မှကြာပန်းနေပွင့်နေရသည်တရင်ကျော်လရသည်ပိသကြီးတို့ပဲရသည်တဲ့တရင်ကျွ၍ဆွတ်ဆွတ်ဖြူထွားကြံမျိုးငန်းလီကြွားကြွားဝင်းဝင်းငွမ်းငွမ်းငွင်းသည်တရင်ကျွ၍
ဖြတ်ဖြတ်ပြုတ်ပြက်မိပန်းကလေးလက်လက်အသွင်ရောင်မျိုးစင်ကဲသင်္ကတ္တမြို့သူမြို့သားတွေဖျားဖူးဖို့ရောက်လာကြတဲ့အနေနဲ့ရရကပိဋကတီနေဝင်မိုးချုပ်ချိန်မှာဗုဒ္ဓမြတ်စွာဆင်းသက်တော်မူမည်မို့သင်္ကတ္တတစ်မျိုးလုံးထိန်လို့ရှိမီရောင်စုံတစ်ဖြတ်ဖြတ်နဲ့ညှိထွန်းပြီးမှပူဇော်တာဘယ်နေ့မှာတော့နတ်ပြည်ကနေပြန်ဆင်းတဲ့ဘုရားကိုရည်မှန်းပြီးတော့ပူဇော်တာဗျို့စီမီထွန်းတတ်ကြဗလားနောက်နှစ်တိုင်းအိမ်တိုင်းတဲ့ညောလာပြီးတော့စီမီထွန်းတာပဲသူများထွန်းလို့ထွန်းတာပဲသိတယ်ဘာလို့ထွန်းမှလည်းမသိဘူးဘယ်လိုရည်မှန်းမှလည်းမသိဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ရပဲရွှေဆောင်နှမနတ်ပိသတိတန်းစီလိုက်ပါလာသည်လက်ဝဲပဲငွေဆောင်နှမဗြဟ္မာပိသတိလိုက်ပါလာသည်မြတ်စွာဘုရားရှင်ရဲ့နောက်တော်ပမတရားမင်းကြီးကသပိတ်နဲ့နထသင်္ကန်းကြီးပိုက်၍ကပ္ပိယဖြစ်နေလိုက်ပါလာသည်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကပင်စတိကနတ်သားရဲ့ဘေလူဝနတ်ဆောင်ကြီးတီလို့နတ်တူရိယာနတ်သချင်းနေနဲ့တာယာငိမ့်ညောင်ကောင်းမြတ်စွာပူဇော်ပြီးတော့ဆင်းသက်လိုက်ပါပို့ဆောင်ခဲ့သည်မြတ်စွာဘုရားရှင်ရဲ့လက်ဝဲဘက်ကနေမာတလိနတ်သားကနတ်ပန်းနေတဖွာဖွာကျဲလို့လိုက်ပါလာသည်မြတ်မင်းကြီးတွေကကနဲ့ကရန်ထီဖြူတွေမိုးလို့တဘုံကုတ်ကမလေးပွားတွေတလူလူတလွင့်လွင့်နတ်တွေရဲ့ခန္ဓာကိုယ်ကထွက်တဲ့ကိုယ်ရောင်ကိုယ်ဝါတွေမြတ်မာတွေရဲ့ကိုယ်ကထွက်တဲ့အယောင်အဝါတွေအလည်းဖြစ်တဲ့ဗြဟ္မဆောင်နဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခန္ဓာကိုယ်ရောကနီလရောင်ကြီးတော်တွေပိတရောင်ကြီးတော်တွေလောဟိတရောင်ကြီးတော်တွေဩဒတရောင်ကြီးတော်တွေမင်းစိတ်ထရောင်ကြီးတော်ပြူပြူပြက်ပြက်ပပတရရောင်ကြီးတော်ဆိုတဲ့ရောင်ကြီးတော်6သွဲတွေဟာနတ်တိမြမတွေရဲ့ကိုယ်ရောင်ကိုယ်ဝါတွေဖုံးလွှမ်းပြီးမှပြူပြူပြက်ပြက်တလဲလဲကွန်မြူနေတာဘယ်နေ့တော့ဖြည်းဖြည်းချင်းနှိမ့်ဆင်းလာတယ်ဟောဇောင်းနှံခြေမှာရှင်သာရိပုတ္တရာဥဆောင်တဲ့တပည့်ယဟန်900အဲ့ဒီနောက်ကမှဖွေးနေတဲ့လူတုပေးတတ်ကြီးကလက်အုပ်ချီလို့ဇောင်းနှံ3သွဲနဲ့တင့်တဲ့တပ်ပဲစွာဆင်းသက်ကြွမြန်တော်မူလာတဲ့မြတ်စွာဘုရားရှင်ရဲ့ရောင်ကြီးတော်တွေဖူးရတာရင်ထဲမှာပီတိတွေပြုတ်လို့တဲ့ပေးတတ်ကြီးဗုဒ္ဓမြတ်စွာအတက်တုံးကလိုပဲရင်မိအစုံတကူကုံကိုထပ်ပြီးပြပါတယ်ပြီးတော့မြတ်စွာဘုရားအရက်ရှစ်မျက်နှာအထက်အောက်10မျက်နှာကြည့်လိုက်တော့စัจ java လာပေါင်းများစွာဟင်းလင်းပွင့်သွားတယ်ဒါကြောင့်အဲ့ဒီနေ့ကလူတွေကလည်းနတ်တွေကိုမြင်ရတဲ့နေ့နတ်တွေကလည်းလူတွေကိုမြင်ရတဲ့နေ့ထူးမြတ်တဲ့နေ့ဆိုတာဒီလိုသဘောပေါက်ရတယ်မှန်လားဘေးသက်ကြီးတို့ဖြည်းဖြည်းချင်းဆင်းသက်လာတာဒဂန်ဒဂမတွေဟာလေအသက်ရှူဖို့မေ့နေမတတ်ပဲအာကြကြည်နူးနေတာဗုဒ္ဓမြတ်စွာအဲ့ဒီနေ့ကဖယားကြီးညိုပွဲကောင်းလွန်းလို့တဲ့ပေးတယ်ဖယားစုမပန်တဲ့သူမရှိဘူးလို့စာကပြောအဲ့မဖြည်းဖြည်းချင်းဆင်းသက်လာတာဇောင်းနှံအခြေရောက်လာတော့တရားတော်ရရှင်သာရိပုတ္တရာသူတပိယဟန်900နဲ့တကွကိုဝုတ်ကိုလက်ကြောစံပဲတင်ပြီးမှမမိတ်သောမျက်စိနဲ့ဗုဒ္ဓမျက်နှာတော်မော်ဖူး၍လျှောက်ထားတာကနာမေဒိဋ္ဌောဤတောပုဗ္ဗေနာတုတောဥဒကတ္တစီဧဝံဝကုဝရောတတ္ထာတုတိတာဂဏိမာကတောတုတိတာမေရောစံယတုတိတာနပြေမခန္ဓင်လူအပေါင်းတို့ခါညောင်းစုံကြီးဤလူပြည်သို့အာဂတောရွှေဆောင်နှံငွေဆောင်နှံဗြဟ္မဆောင်နှံဆိုတဲ့ဆောင်နှံ3သွဲမှာနတ်ဗျမပိတတိချမ်းရကဆင်းသက်ကြွမြန်တော်မူလာပါသောဝေကိုဝတောကရဝိငယ်မင်းဗျမမင်းတို့၏အတန်နှင့်တူစွာတာယာငြိမ်ညောင်းကောင်းမြတ်သောအတန်တော်ဖြင့်ကောင်းမြတ်သောတရားစကားကိုလည်းဟောကြားပြသဆုံးမတော်မူရပါသော
Tata luna Yamata Tamaru Sayatazu Pshito Mure Vyashin Guru Myajigu Ito Inima Pobe Shi Kendonga Bimaya Vyarviro Dari Budradina De To Iwi Imya Tindelone Tapelone Jinyu We Kaunone Sura Payada Viro the Jane Kama Mapu Mamingaya Uwa Myaswa Paya Ura Romarava Gata Zidon Udo Bogui Dandiga Tama Nadu Do Iwi Imya Tindelone Tapelone Jinyu We Kaunone Sura Payada Viro Jale Macha Ugeva Myaswa Paya Pandi Bondo Ni Unting Dumpa Wintaya Mim Jitomuba Do Myaswapia Esa Dinisu Indiwa Bi Nabyamaru di Lagamanu Davi Luro di Lagam Tomaga Shino Myapiarugo Pi Hayandi Naluna Rega Chimyanu Yunija Bagum I Myaswapia Batendi Shino Myapiarugo Jinu Aja Londo Paya Apchegobe Townda Pansin Yunija Bagum I Myaswapia Ede Edu Tiro Nyampina Jire Shenari Budara Matemiadi Pagondan Buno Chauba the Gambaya Shengo Awosa Shena Roja only Autanai Babe the D Bondo Ni wanting to when the Yamim Chedomuba Do Myaswapia Taurinda Napi Mamero Minata Avira Maria Didana Jesu no Buriji on Sakabira no Horilu She Zaunan Wizaunan Ramya Zaunan Zore Zaunan Dondema Navyama Bida di Chanyanga the Guru Yonjiro de Telele Comubiro Joamian Sinteto Mulare Yaswa Pia Piarviro Diniga Hoshe Yakin the Jinda Kama Tilo Myaswa Pia Jinyo we Kaulona Mafu Matwigaya Buba Myaswa Pia Jantang Majabu Payalu One Ta Lonlu Piti Pielonlu Shenai Buraga Leu Chi Biro Buragu Shautaba Dine Soyin Paya Jinyo Zia Kaulonlu Aja Biro Paya Su Pane Dure Jibe Payalo Aima Shautaroma, Buddha Myaswaga, Yezana Paduda, Dira Nikamuba, the Merada, Dewa Bidi, the Bihayandi, the Bhutana, the Dimadam Zana Paduda, Ramnubazan, Lakanubazan, Zorazanapa, Malicheto Mubigono Yedira Dayam Yendi, Jimpina Shipito Mure, Pianshan Guru, Miato Midi. Nekamubadame Kili Daruma Tremia Niba and Yin Tajine Radam Willa Yo Vito Mujaba Vego E. That day, Madame the Dishiro Mujago no. Didan the Buddha Nandunia than the Abansha Dimia Payanshan Guru Miajiru Antiwa Bina Yamaru di Lagam. Manuda Saluda Rodi Lagam Pihayandi Chimiano Yu Tongzan Shijaba Begonelo Tatana Rosaya Payashandi Katati Shenoto Lepuenue Jujen Hoja Romulai Babe the D Erikara Lepaya Holako Myapia Zwato Ludu Peta Tessa Leva Timie Jotan Winyare Kuna Shinaipura Tabi Yahan Haya Abidamazon Kurori Akoloha Yahanda Pshijare Pari Pshiko Mero Minata Doda Vandira Mo Amino Bo Jedoni Suradarenjo Lavini Hopala Dodo Jani Arro Ayatamari Yonlo Malaude Ne Ayasaini Yon Malaude Ne Homala Tai Ayatamari Mulon Yulon and the Sanke Titan Ne Tuitwetan Yo Pite Ne do name Yako Pesi Pienida Lumioja Bada Jala Gopada when he lasura Sinajaba Hopla Vitaji Dan the Range Lavini Yoda Kava Charo solution I know need it to the whole Legum come. Alu Suya
ဓမ္မသဘင်ပွဲမှာမသိအနန္တကပ်ပြီးပြောက်ဖောက်တာရှိသေးဗျဒါဟာဗုဒ္ဓဘာသာယဉ်ကျေးမှုလို့ပြောလို့ရမလားကဲအမိနိုဖို့ကြည်သောနေ့ပိဿကျုလို့ပြီးပါပြီနောက်တော့တရင်ကျော်လပြည့်နေ့တွေရောက်တဲ့အခါပူဇော်တတ်ကြပါစေဒီဖရာအိမ်ပင့်ပြီးလို့ရှိရင်လည်းပိဿကြည်လို့ရေအဲ့ဒါပြည့်မထားကြနဲ့ဒီတကူဂုံတွေအာယုံပြုတ်ပြီးစွမ်းတော့ပန်းတော့ရေချမ်းတော့ကကုသိုလ်မပွားဘူးလားကဲရေစက်ချမယ်ရေစက်မချခင်မဲနိုင်မှာဆိုတိုက်အောင်